မင်္ဂလာပါခင်ဗျာ The Way Power မြန်မာ YouTube Channel လေးကနေပြန်လည်ကြိုဆိုပါရခင်ဗျာ1982ခုနှစ်မှာအကုန်ဆောင်မျိုးသမီးတဦးကိုမြောက်ကိုရီးယားရဲ့နိုင်ငံရေးအကျဉ်းစခန်း Camp 14မှာထောင်ချခဲ့ပါတယ်ဒီမျိုးသမီးကကျင်းတော်အတွင်းမှာပဲကလေးကိုမွေးဖွားခဲ့ရတယ်သူမရဲ့ကလေးကိုရှင်တန်ခရက်လို့နာမည်ပေးခဲ့ပါတယ်ဒီကလေးကလည်းအကျဉ်းတော်အတွင်းမှာပဲကြီးပြင်းလာခဲ့ရပါတယ်ဘာကြောင့်ဒီလိုလုပ်ရတယ်လဲလို့ဆိုလို့ရှိရင်တော့မြောက်ကိုရီးယားဆိုရကဆွေစဉ်မျိုးဆက်အပြစ်ပေးမှုအယူဝါဒကိုကျင့်သုံးတာကြောင့်ပဲဖြစ်ပါတယ်တကယ်လို့တစုံလူဦးကနိုင်ငံရေးပြစ်မှုတစ်ခုခုကိုကျူးလွန်ခဲ့ရင်သူ့ရဲ့မိသားစုတစ်ခုလုံးကိုဖမ်းဆီးပါတယ်အဲဒီလူရဲ့ပြစ်မှုအတွက်မိသားစုရဲ့မျိုးဆက်၃ခုအထိအပြစ်ကိုပြန်လည်ပေးဆက်ရပါတယ်ပြောချင်တာကတော့တယောက်ယောက်ရဲ့အဖိုးကအပြစ်ကိုကျူးလွန်ခဲ့တယ်ဆိုရင်အဲဒီလူရဲ့မြေးအထိအပြစ်ကိုပေးဆက်နေရတာပဲဖြစ်ပါတယ်ဒါကြောင့်မြောက်ကိုရီးယားဆိုရကသူ့ရဲ့သွေးကညဉ့်ညမ်းသွားပြီလို့ယုံကြည်တာကြောင့်မို့လို့ရှင်နန်ဟရက်ကကျန်းတော်ထဲမှာကြီးပြင်းလာခဲ့ရတာဖြစ်ပါတယ်သူ့ရဲ့ကလေးဘွားကအကျဉ်းတော်ထဲမှာဆိုးရွားစွာနဲ့ကုန်ဆုံးခဲ့ရပါတယ်သူဟာအမြဲတမ်းပြောင်းမှုဆံပြုတ်အနေငယ်ကိုသာစားခဲ့ရတယ်သူဟာအသက်ရှင်နိုင်ဖို့အတွက်မြက်တီကြွက်တီကိုပါစားခဲ့ရပါတယ်ဒီအကျဉ်းစခန်းမှာကအကျဉ်းသား2000လောက်ရှိပြီးတော့ဒီစခန်းရဲ့စီးမြင့်တွေကအလုံးအမရိုးရှင်းပါတယ်။နေရာထွက်ပြေးဖို့ကြိုးစားရင်တနက်နဲ့ပြစ်သက်ခံရမယ်။တစုံတဦးကပြေးဖို့အစီအစဉ်လုပ်နေတာကိုကြားပြီးမယ်အစီမခံလို့ရှိရင်တင့်ကိုလည်းသေတံပေးပါမယ်။ဒီနေ့မှာရှင်တန်ခရက်အသက်73နှစ်အရွယ်မှာသူရဲ့မိခင်နဲ့အကူကအချင်းတော်ကနေထွက်ပြေးဖို့အစီအစဉ်လုပ်နေတာတွေကိုကြားခဲ့ရပါတယ်။ဒီတော့ကသူကသိနားမလဲခဲ့ဘူး။သူကငယ်ရွယ်သေးတဲ့ပြင်အရန်လဲစားလောင်နေခဲ့တယ်။ဒါကြောင့်ပဲသူ့ကိုအစားအစာအပိုပေးလိမ့်မယ်ဆိုတဲ့မျှော်လင့်ချက်တွေနဲ့သူကအဆောင်နေစီကိုတွားပြီးတော့မှဒီအကြောင်းကိုပြောပြခဲ့ပါတယ်။ခဏလာအကြာမှာအချင်းသားတွေကိုမြေပြင်မှာဆွေယုံစီခဲ့ပြီးတော့ရှင်တန်ဟက်ကိုဒီအချင်းသားတွေရဲ့ရှေ့မှာရက်ခိုင်းခဲ့ပါတယ်။ပြီးတဲ့နောက်မှာတော့သူ့ရဲ့ရှေ့မှာတည်းပဲအဆောင်တွေကသူ့ရဲ့မိခင်ကိုကြိုးပြီးစီခဲ့ပါတယ်။သူ့ရဲ့အကိုကိုလည်းပြစ်တက်ခဲ့ပါတယ်။ရှင်တန်ဟက်ကိုဒီယာရီအားလုံးကိုကြည့်ဖို့အတင်းကျပ်ခိုင်းစီခဲ့ပါတယ်။အဲဒီနောက်6လကြာသူ့ကိုဂီယူနာမဲစွာကိုညှဉ်းပန်းနှိပ်စက်ခဲ့ကြပါတယ်။2005ခုနှစ်အသက်23နှစ်ရင်မှာတော့ရှင်တန်ခရက်ကအချင်းစခန်းကနေထွက်ပြေးဖို့ကြိုးစားခဲ့ပါတယ်။ကံကောင်းထောင်းမစွာနဲ့ပဲအဆောင်ရဲ့အလစ်မှာသူအောင်မြင်ခဲ့ပြီးတော့တန်နီနီနဲ့သူကမြောက်ကိုရီးယားကနေတရုတ်နိုင်ငံကိုရောက်ရှိခဲ့ပါတယ်။ဒီနောက်မှာတော့တောင်ကိုရီးယားစီကိုရောက်ရှိခဲ့တယ်။ဒါကြောင့်ပဲကမ္ဘာကြီးကသူ့ရဲ့ဇာတ်လမ်းကိုသိခဲ့ရတာပါ။နောက်ပိုင်းမှာရှင်ကလူခွင့်ရေးတက်ကြွလှုပ်ရှားသူတယောက်ဖြစ်လာခဲ့ပါတယ်။သူ့ရဲ့အတန်ကကုလသမဂ္ဂအထီးကိုရောက်ရှိခဲ့ပြီးတော့သူ့အကြောင်းစာအုပ်တို့ရေးသားခဲ့ပါတယ်။ဒီစာရဲ့နာမည်ကတော့ Escape from Camp 14 ဖြစ်ပြီးတော့အောင်မြင်မှုတွေလည်းရရှိခဲ့ပါတယ်We could only stop when the guards တမန်ကျန်းစာမှာကျွန်တော်တို့ကကောင်းကင်နဲ့ငရဲချောင်းကိုဖတ်ရပါတယ်ငရဲမှာဝိညာဉ်တွေကမီးတောက်တွေကြားထဲမှာနေရပါတယ်ဒီအချင်းစကန်ကအဲ့ဒီအတိုင်းပါပဲရှင်းလို့လွတ်မြောက်လာသူတွေရဲ့ဇာတ်လမ်းတွေပေါ်ခြေခံပြီးတော့မြောက်ကိုရီးယားရဲ့နေ့စဉ်ဘဝတွေကဘယ်လိုရှိတယ်ဆိုတော့ဒီနေ့ဗီဒီယိုမှာလေ့လာကြည့်လိုက်ရအောင်ပါခင်ဗျမိတ်ဆွေတို့အတွက်သတင်းကောင်းရှိပါတယ်သင်ကအရေးသွေးကောင်း35သိန်းနဲ့ laptop တစ်လုံးကိုကျွန်တော်တို့ရဲ့ The Way Power Book application မှာ6လနဲ့အထက် member ကြီးဝယ်ယူနဲ့ပိုင်ဆိုင်နိုင်ပါပြီ။သင်ရဲ့ဝယ်ယူထားတဲ့ app ထဲက member သက်တမ်း screenshot ကိုကျွန်တော်တို့ရဲ့ Facebook page ရဲ့ giveaway post အောက်မှာလာပြီးတော့မှမှန်ထားပေးဖို့လိုပါတယ်။ app link ကို video အောက်က description မှာထည့်သွင်းပေးထားပါတယ်။ကျွန်တော်တို့ရဲ့ phone number ကိုလည်းဆက်သွယ်ပြီးတော့သိလို့တဲ့အချက်တွေကိုမေးမြန်းနိုင်ပါတယ်။ကျွန်တော်တို့ရဲ့ဇာတ်လမ်းကိုပြန်ပြောလိုက်အောင်ခင်ဗျ။ကမ္ဘာအဆိုးဆုံးလို့ပြောလို့ရတဲ့အာဏာရှင်စနစ်အောက်မှာဒါမှလူတွေကသူတို့ရဲ့ဘဝကိုဘယ်လိုကုန်ဆုံးကြသလဲ။မြောက်ကိုရီးယားလူဦးရေက25သန်းလောက်ရှိပါတယ်။ကမ္ဘာမြေပုံမှာကြီးလိုက်မြောက်ကိုရီးယားနိုင်ငံကတောင်ကိုရီးယားအပေါ်မှာရှိပါတယ်။နိုင်ငံရဲ့အနောက်ဘက်မှာကတော့ကြီးမားတဲ့တရုတ်နိုင်ငံရှိပါတယ်။ပြီးတော့ဒီမြေပုံရဲ့ညဘက်ဂျိုဒူပေါ်ရီကိုကြည့်လိုက်မယ်ဆိုရင်ပင်းနေတဲ့အလွန်ထူးဆန်းတဲ့အရာတွေကိုတွေ့မြင်ရပါလိမ့်မယ်။တရုတ်နဲ့တောင်ကိုရီးယားနိုင်ငံတွေကအလင်းတွေတစ်ပြက်ပြက်နဲ့တောက်ပစွာတွေ့နေရပေမဲ့ဒီနေရာအလယ်မှာကအမောင်ထုသာရှိပါတယ်။ဒါကတော့ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံကိုရီးယား DPRK ပဲဖြစ်ပါတယ်။ဒါကမြောက်ကိုရီးယားရဲ့တရားဝင်နာမည်ဖြစ်ပြီးတော့မှစိတ်ဝင်စားစရာကောင်းတာကသူတို့နိုင်ငံရဲ့နာမည်မှာ democratic ဆိုတဲ့စကားလုံးပါဝင်ပါတယ်။ဒါကိုကြည့်ချင်းအပြင်နာမည်မှာ democracy ပါတိုင်းလေအဲ့ဒီနိုင်ငံက democracy ဖြစ်မလာဘူးဆိုတာကသက်သေပါ။မြောက်ကိုရီးယားမှာလူတွေကညဘက်မှာစာဖတ်လို့မရပါဘူး။ TV ကြည့်လို့လည်းမရပါဘူး။သူတို့ကညနေ9နာရီဆိုတာနဲ့အိယာဝင်ကြပါပြီ။သူတို့ကဒီလိုမျိုးအမောင်ထဲမှာနေရတာကိုကျင့်သားရနေကြတာပါ။1995ခုနှစ်မှာမြောက်ကိုရီးယားမှာဖားအကောင်ကြီးကတပြည့်ပြည့်ကျဆင်းလာခဲ့ပါသေးတယ်။နောက်ပိုင်းမှာပြန်သိခဲ့ရတာကအဲ့ဒီနေရာမှာရှိတဲ့လူတွေကအရန်ဆာလောင်ကြတာကြောင့်သူတို့ကဖားတွေကိုဖမ်းဆီးခဲ့ရတယ်။1995ကနေ1998အကြားမှာမြောက်ကိုရီးယားမှာဖြစ်ပွားခဲ့တဲ့အငတ်ဘေးကအကြီးမားဆုံးသောလူသားတို့ဖန်တီးတဲ့ဘေးအန္တရာယ်များတဲ့ကတစ်ခုဖြစ်ပါတယ်။အငတ်ဘေးကြောင့်သေဆုံးခဲ့သူအရေအတွက်အတိအကျကိုတော့တခါမှထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး
ဒါပေမဲ့ကမန်းချက်တွေအရလူကြီး9သိန်းကနေ2သန်းအထိကဒီကပ်ဘေးမှာတည်ဆုံးခဲ့ရနိုင်ပါလေဒါပေမဲ့အန်ဟောစရာကောင်းတာကမြောက်ကိုရီးယားရဲ့အခြေအနေကအရင်ကတည်းကဒီလိုမဟုတ်ခဲ့ပါဘူးမြောက်ကိုရီးယားကတောင်ကိုရီးယားထက်ပိုပြီးတော့မှအောင်မြင်ခဲ့တဲ့ကာလတစ်ခုရှိခဲ့ဘူးပါတယ်1980ခုနှစ်မှာလူထုချင်းစီရဲ့ GDP အကျမြောက်ကိုရီးယားကအိန္ဒိယနဲ့တရုတ်နှစ်နိုင်ငံစလုံးထက်သာလွန်ခဲ့ပါတယ်ဒီအချိန်တုန်းကလူတိုင်းကအခမဲ့ကျန်းမာရေးပညာရေးအိမ်ယာအပူပေးစနစ်နဲ့ပေယူပို့ဆောင်ရေးဆိုတဲ့အခြေခံလိုအပ်ချက်တွေကိုရရှိခဲ့ပါတယ်1950ကနေ1980ကြားမြောက်ကိုရီးယားရဲ့ GDP ကတစ်နှစ်ကို 4.5 ရာခိုင်နှုန်းလောက်နှစ်စဉ်တိုးတက်ခဲ့ပါတယ်ဒါပေမဲ့ဆိုဗီယက်ပြည်ထောင်စုပြိုကွဲသွားတဲ့90နှစ်များအတွင်းမှာတော့သူတို့ရဲ့ပြဿနာတွေကစပေါ်လာခဲ့ပါတယ်မော်စကိုမှာနောက်ဆုံးအချိန်အနေနဲ့ဒူးနဲ့ဒဇင်းသင်္ကေတကိုနှိမ့်ချခဲ့ပါတယ်ခေတ်တစ်ခုကအဆုံးသတ်ခဲ့ပါပြီအရင်ကဆိုဗီယက်ပြည်ထောင်စုကမြောက်ကိုရီးယားကိုဈေးနှုန်းကျထားတဲ့ရေနံနဲ့အစားအစာတွေကိုထောက်ပံ့ပေးခဲ့ပါတယ်ဆိုဗီယက်ပြည်ထောင်စုပြိုကွဲပြီးတဲ့နောက်မြောက်ကိုရီးယားရဲ့စီးပွားရေးကဆိုးရွားစွာပဲပြိုလဲခဲ့ရပါတယ်ဓာတ်အားပေးစက်ရုံတွေကိုလည်းပိတ်သိမ်းခဲ့ရပါတယ်ဒါကြောင့်ဓာတ်အားပြတ်တောက်ခဲ့ရပြီးတော့မှလူပေါင်းများစွာအငတ်ဘေးကြောင့်သေဆုံးခဲ့ရပါတယ်အမေရိကန်ကမြောက်ကိုရီးယားကိုအကူအညီပေးဖို့ကမ်းလှမ်းခဲ့ပါတယ်ဒါပေမဲ့အပြန်အလှန်နေနဲ့မြောက်ကိုရီးယားကသူတို့ရဲ့နျူကလ িয়ার လက်နက်အစီအစဉ်ကိုရှက်ဆိုင်ပေးရပါမယ်ဒီညီနိုင်ချက်ကိုမြောက်ကိုရီးယားတို့ကညှင်းဆိုခဲ့ပါတယ်ဒါကြောင့်အမေရိကန်နဲ့ကမ္ဘာ့ကျန်နိုင်ငံတွေကသူတို့ကိုခွဲခြားဆက်ဆံခဲ့ပါတယ်1995ဩဂုတ်လမှာမြောက်ကိုရီးယားမှာရေကြီးမှုကြီးတစ်ခုဖြစ်ပွားခဲ့တဲ့အပြင်သူတို့မှာငွေသားသို့မဟုတ်အကျွေးလည်းမရှိခဲ့ပါဘူးဒါပေမဲ့ဒီလိုအခြေအနေမှာတော့သူတို့ရဲ့ပြည်သူတွေကိုကူညီဖို့ကြိုးစားခဲ့ခြင်းမရှိပါဘူးဒီလိုနဲ့ပဲအခြေအနေတွေကတနေ့ပြီးတစ်နှစ်ပိုပြီးတော့မှဆိုးရွားလာခဲ့တယ်လို့မြောက်ကိုရီးယားအစိုးရကသတင်းဖော်မှုကိုပဲအဓိကအာရုံစိုက်ခဲ့ပါတယ်မြောက်ကိုရီးယားရဲ့မြို့တော်ကပြုံးရမ်းဖြစ်ပါတယ်ဒီမြို့ကိုတည်ငြိမ်တဲ့ဆိုရှယ်လစ်စနစ်ရဲ့စံနမူနာတစ်ခုဖြစ်ပြသဖို့သူတို့ကအင်ဂျင်မဲ့သူတွေနဲ့အငတ်ဘေးခံစားနေရသူတွေကိုမြို့ကနေဖယ်ရှားခဲ့ပါတယ်ဒီနေရာမှာနေထိုင်တဲ့အုပ်ချုပ်ရေးပါတီဝင်တွေကအခြေခံနေထိုင်မှုဝန်ဆောင်မှုအားလုံးကိုခန်းစားခဲ့ရပါတယ်ဒါပေမဲ့မြို့ပြင်ဘက်ကအခြေအနေတွေကတော့အတော်ကိုဆိုးရွားတာပါခြေလက်ဒေသမှာရှိတဲ့လူတွေကအငတ်ဘေးကြောင့်သေဆုံးခဲ့ကြရပါတယ်စာရေးဆရာအန်ဒရူးနက်ဆီရဲ့စာအုပ် The Great North Korean Famine မှာမြောက်ကိုရီးယားမိသားစုတွေကသူတို့ကအသက်ကြီးတဲ့လူကြီးတို့မှဆွေမျိုးတွေကိုအသေးခံပြီးတော့အသက်ရှင်တန်ရပါတယ်လို့ဖော်ပြထားပါတယ်ဒီတော့မှအသက်ငယ်သေးတဲ့မိသားစုဝင်တွေကအစားအစာရရှိပြီးအသက်ရှင်နိုင်မှာပါအဖိုးဖွားတွေများစွာကသူတို့ရဲ့သားမြေးတွေအသက်ရှင်နိုင်ဖို့အတွက်အစာငတ်ကန်သေဆုံးမှုရွေးချယ်ခဲ့ကြပါတယ်ဒီလိုဖြစ်ရခြင်းကမြောက်ကိုရီးယားဟာတင်းကျပ်စွာထိန်းချုပ်ထားတဲ့အာဏာရှင်စနစ်အောက်ကနိုင်ငံဖြစ်တာကြောင့်ပါလောကကိုတူဦးတယောက်တဲ့အာဏာရှင်စနစ် totalitarian dictatorship ပါအမေရိကန်ပြည်ထောင်စုနဲ့ဆိုဗီယက်ပြည်ထောင်စုတို့ကဒုတိယကမ္ဘာစစ်ထဲမှာဂျပန်နဲ့ဂျာမနီတို့ကိုအနိုင်ရခဲ့ပြီးတော့ဂျပန်ကိုရီးယားကျွန်းဆွယ်ပေါ်မှာအုပ်စိုးမှုအဆုံးသတ်ခဲ့ပါတယ်နောက်ပိုင်းမှာအမေရိကန်နဲ့ဆိုဗီယက်ပြည်ထောင်စုတို့ကကိုရီးယားနိုင်ငံကိုနှစ်ပိုင်းခွဲယူဖို့ဆုံးဖြတ်ခဲ့ကြပါတယ်ဒီလိုနဲ့ပဲမြောက်ကိုရီးယားကဆိုဗီယက်ပြည်ထောင်စုရဲ့လွှမ်းမိုးမှုအောက်မှာထားခဲ့တယ်လို့တောင်ကိုရီးယားကအမေရိကန်လက်အောက်ခံဖြစ်လာခဲ့ပါတယ်သူတို့ကဂျာမနီနဲ့လည်းဒီလိုပါပဲဒုတိယကမ္ဘာစစ်အတွင်းမှာဟစ်တလာကိုအနိုင်ရခဲ့ပြီးတဲ့နောက်ဂျာမနီကလည်းနှစ်ပိုင်းခွဲခဲ့ရပါတယ်အရှေ့ဂျာမနီကိုဆိုဗီယက်ပြည်ထောင်စုကသိမ်းယူပြီးတော့အနောက်ဂျာမနီကိုအမေရိကန်တွေကသိမ်းပိုက်ထားခဲ့ပါတယ်ဒီလိုနဲ့မြောက်ကိုရီးယားကဆိုဗီယက်ပြည်ထောင်စုရဲ့အုပ်ချုပ်မှုကိုခံခဲ့ရပြီးလူညီတဲ့အယူအဆတွေကိုကျင့်သုံးခဲ့ကြပါတယ်ဒါကြောင့်ပဲမြောက်ကိုရီးယားနိုင်ငံကကွန်မြူနစ်နိုင်ငံတစ်ခုဖြစ်လာခဲ့ပြီးတော့ဂျပန်ကိုတိုက်ခိုက်ခဲ့တဲ့တပုံခေါင်းဆောင်ခင်မီဆွန်ကနိုင်ငံရဲ့ပထမဦးဆုံးသောအုပ်စိုးသူခေါင်းဆောင် Supreme Leader ဖြစ်လာခဲ့ပါတယ်အဲ့ဒီအချိန်တွေကဒီမိသားစုကနိုင်ငံကိုအုပ်ချုပ်နေခဲ့တာပါဒီနေ့မှာတော့ကင်အီဆွန်ရဲ့မြေကင်ဂျုံအန်ကနိုင်ငံရဲ့အမြင့်ဆုံးခေါင်းဆောင်တဲ့အာဏာရှင်ဖြစ်ပါတယ်ဒီနိုင်ငံကိုကွန်မြူနစ်အာဏာရှင်စနစ်လို့ခေါ်ဖို့ကမမှန်ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီနိုင်ငံကအာဏာရှင်ပြည်သားစုဦးဆောင်တဲ့နိုင်ငံဖြစ်နေတာကြောင့်ပါ။ဒီနိုင်ငံရဲ့အစိုးရကပြည်သူများအားလုံးကခင်ပြည်သားစုရဲ့အုပ်ချုပ်မှုကိုဆက်လက်ထိန်းသိမ်းထားဖို့အတွက်သာဖြစ်ပါတယ်။အစိုးရကလူတွေရဲ့ကိုယ်ရေးကိုယ်တာဘဝအခြေအနေတိုင်းကိုထိန်းချုပ်ဖို့အတွက်အပြင်းထန်ကြိုးစားပါတယ်။ဘယ်သူကဘယ်နေရာမှာနေရမယ်၊ဘယ်လို့ကိုလုပ်ရမယ်၊ဘယ်နေရာမှာပညာသင်ရမယ်စသဖြင့်အရာရာကိုအစိုးရကဆုံးဖြတ်ပေးပါတယ်။ဒါအပြင်လူတွေက TV ပေါ်မှာဘာကိုကြည့်တယ်။အင်တာနက်ပေါ်မှာဘာအကြောင်းတွေကိုရှာတယ်လဲဘဲကိုသွားတယ်ဘယ်လိုစပင်းပုံစံထားတယ်ဒါတွေကစအစိုးရကလုံးစုံထိန်းချုပ်ထားပါတယ်ဒီလိုထိန်းချုပ်မှုတွေကိုကျောင်းတွေမှာကလေးကနေစတင်ခဲ့တာပါကျောင်းပညာရေးကသူတို့နိုင်ငံမှာအခမဲ့ဖြစ်ပြီးတော့ထက်တန်းကျောင်းကိုမဖြစ်မနေတက်ရောက်ဖို့လိုအပ်ပါတယ်ဒီလိုကျောင်းမတက်သူတွေကအပြစ်ပေးခံရပါတယ်ဒါပေမဲ့ပြဿနာကကျောင်းမှာပညာရေးလုံးဝမရှိပါဘူးဆရာတွေကတစိုးလက်ဆောင်ပေးမှသာကလေးတွေကိုအာရုံစိုက်ပါတယ်ဒါကြောင့်ငွေကြေးတက်နိုင်သူတွေကသူတို့ရဲ့အိမ်မှာပုဂ္ဂလိကဆရာငှားကြပါတယ်ပြုံးရမ်းမှာနေထိုင်ခွင့်ရခြင်းကအထူးခွင့်အရေးတစ်ခုဖြစ်ပါတယ်ပြည်ပြည်မှာသိတဲ့ကလေးတွေအတွက်ဒီလိုပညာရေးကျောင်းတစ်ကျောင်းမှာတက်ရောက်ခွင့်ရခြင်းကပို့ပြီးတော့မှကြီးမားတဲ့အထူးအခွင့်အရေးဖြစ်ပါတယ်။မြောက်ကိုရီးယားရဲ့ကျောင်းတွေနဲ့ပတ်သက်ပြီးတော့ဗီဒီယိုတွေကအများကြီးမရှိပါဘူး။အခုပြသနေတဲ့ဗီဒီယိုတွေကသူတို့အစိုးရကကမ္ဘာကိုထုတ်ပြီးပြသဖို့တည်တံ့ပြုလုပ်ထားတဲ့ဗီဒီယိုတွေဖြစ်ပါတယ်
ဒီကျောင်းတွေကတကယ်ကိုမှအထူးကျောင်းတွေပါကျောင်းပြီးနောက်မှာကျောင်းသားတွေရဲ့မိသားစုနောက်ခံတဲ့လက်ပေးမှုတွေကြောင့်ကျောင်းသားတွေကကောလိပ်တက်ခွင့်ရပါတယ်ကောလိပ်ပြီးတဲ့နောက်မှာမျိုးသားတွေကစစ်မှုထမ်းဖို့မဖြစ်မနေလိုအပ်ပါတယ်ဒါပေမဲ့ဒီစစ်မှုထမ်းခြင်းက10နှစ်လောက်ထိကြာနေပါတယ်နိုင်ငံရေးနဲ့ပတ်သက်ပြီးပြောရရင်တော့မြောက်ကိုရီးယားနိုင်ငံကအာဏာရှင်စနစ်ဖြစ်ပြီးမြဲလို့9နှစ်တကြိမ်ပါလီမန်ရွေးကောက်ပွဲတွေကိုကျင်းပပါတယ်ဒါပေမဲ့အာဏာရလူသမားပါတီကအဖွဲ့ဝင်တွေကသာအမတ်နေရာတစ်ခုစီအတွက်ကိုယ်စားလှယ်လောင်းတစ်ခုစီသာဝင်ရောက်ရှင်ပြိုင်လို့ရပါတယ်တကယ်လို့တရားဥပဒေကိုစန့်ကျင်မဲပေးခဲ့ရင်အဲ့ဒီလူကိုသစ္စာပေါင်းဖြစ်သတ်မှတ်ပါတယ်တကယ်လို့များတင်ကမြောက်ကိုရီးယားနိုင်ငံသားဖြစ်ပြီးတော့ဒီလိုလုပ်ခဲ့မယ်ဆိုရင်အစိုးရရဲ့လူဝဲရဲတွေကညတကောင်တင်းအိမ်ကိုရောက်လာကြပါလိမ့်မယ်ပြီးတော့တင်းကိုယူနေပါတယ်ဆိုပြီးတော့မှကြော်ညာဖမ်းခေါ်သွားပါလိမ့်မယ်ဒီလူဝဲရဲတွေဆိုတာကဘယ်သူတွေလဲဒီအကြောင်းကိုတော့ဗီဒီယိုရဲ့နောက်ပိုင်းမှာဆက်ပြီးတော့မှဆွေးနွေးသွားပါမယ်ဒီလိုအကြောင်းတွေကြောင့်မြောက်ကိုရီးယားမှာမဲပေးတဲ့ရာခိုင်နှုန်းက69.9%ရာခိုင်နှုန်းအထက်မှာရှိပါတယ်ဒီနိုင်ငံမှာလူတိုင်းဒီဘာကမဲပေးကြပါတယ်အစိုးရကမဲပေးခြင်းကိုတရားဝင်မဟုတ်သောလူကြီးစင်းအဖြစ်သတ်မှတ်ပြီးတော့မှဒါကိုလူတွေပေါ်ထိန်းချုပ်မှုတွေဆက်လုပ်ဖို့အတွက်အသုံးပြုပါတယ်မြောက်ကိုရီးယားမှာအစိုးရကလူတွေဝတ်ဆင်တဲ့အဝတ်စားမျိုးစားသူတို့ရဲ့သဘေပုံစံတွေကစဆုံးဖြတ်ပါတယ်သူတို့မှာသတ်မှတ်ထားတဲ့သဘေပုံစံတွေစည်ရင်းဆိုပြီးတော့ရှိပါတယ်အခုချိန်မှာမျိုးသားတွေအတွက်သဘေပုံစံက15မျိုးနဲ့အမျိုးသမီးတွေအတွက်15မျိုးပဲသတ်မှတ်ထားပါတယ်ဒီ2019ခုနှစ်သတင်းဆောင်ပါကဒီတပ်ပုံတွေကိုကြည့်လိုက်ပါဒါကအမျိုးသားတွေအတွက်သတ်မှတ်ထားတဲ့သဘေပုံစံ15မျိုးဖြစ်ပါတယ်ခင်ဗျာမြောက်ကိုရီးယားမှာသဘေညှက်ခြင်းနေဆိုရင်ဒီသဘေပုံစံ15မျိုးတွေကတစ်ခုခုသာရွေးချယ်ရပါမယ်ဒါပေမဲ့သင်သတိထားမိပါသလားအာနာရှင်ကင်ဂျုံအန်ရဲ့သဘေပုံစံကဒီသတ်မှတ်စင်းထဲမှာမပါပါဘူးဘာကြောင့်လဲဆိုတော့တခြားဘသူမှသူ့လိုသဘေပုံစံမျိုးထားခွင့်မရှိပါဘူးမြောက်ကိုရီးယားမှာတခြားဘသူမှသူ့ဝတ်တဲ့မျက်မှန်လိုမျက်မှန်မျိုးမဝတ်ရပါဘူးဒီနိုင်ငံကလူတွေကသပင်ကိုဆေးဆိုးလို့မရပါဆေးဆိုးခြင်းကိုလုံးဝတားမြစ်ထားပါတယ်ဒါအပြင်အဝတ်စားနဲ့ပတ်သက်ပြီးတော့လေအပြောင်ရောက်ချင်းမောင်းမီအပြဲပုံစံချင်းမောင်းမီနဲ့ချင်းမောင်းမီအချက်တွေကိုလည်းတားမြစ်ထားပါတယ်ဒါအပြင်နာမည်ကြီးအဝတ်စားတွေကိုလည်းတားမြစ်ထားပါတယ်ဘာကြောင့်လဲဆိုတော့ဒါတွေကနောက်တိုင်းရင်ကျေးမှုရဲ့လွှမ်းမိုးမှုတွေလို့မြင်တာကြောင့်ပါခေါင်းဝန်းကိုချက်စကတ်အတူတွေနဲ့နေကအုတ်ထုတ်တွေကိုလည်းပဲမိန်းကလေးတွေအတွက်ခွင့်မပြုပါဘူးဒီလိုစီးမြင့်တွေအပြင်သင်ဝတ်စားတွေမှာအနောက်တိုင်းရင်ကျေးမှုပုံစံလုံးဝပါလို့မရပါဘူးမိတ်ကပ်ဆိုတာကအနောက်တိုင်းလွှမ်းမိုးမှုလို့မြင်တာကြောင့်မိန်းကလေးတွေကအနီရောင်လက်ခန်းတွေမသုံးရပါဘူးမိတ်ကပ်အနှဲငယ်ကိုသာခွင့်ပြုထားပါတယ်ဒီလိုစီကန်းတွေအများကြီးကိုကြားပြီးတဲ့နောက်ဒီစီးမြင့်တွေကိုဘယ်သူကလိုက်ပြီးတော့မှအေးအေးယူမှလဲလို့ထင်သွင်းနေလောက်ပါတယ်ဒီအတွက်ကတော့မင်းစုတို့မြောက်ကိုရီးယားမှာ fashion ရေးတဲ့ဖွဲ့ fashion police ဆိုတာရှိပါတယ်ကျွန်တော်တို့မနောက်ပါဘူးတစုံတစ်ဦးကဒီစီးမြင့်တွေကိုချိုးဖောက်ဖို့ကြိုးစားခဲ့မယ်ဆိုရင်သူက fashion ရေးတဲ့ဖွဲ့နဲ့ရင်ဆိုင်မှာဖြစ်ပါတယ်ဒီ fashion ရေးတဲ့ဖွဲ့ကလူတွေကိုလျှို့ဝှက်စွာနဲ့စောင့်ကြည့်နေကြပြီးတော့ဘယ်သူမဆိုစီးမြင့်တွေကိုချိုးဖောက်တဲ့ဝတ်စားတွေကိုဝတ်ဆင်ထားရင်သူတို့ရဲ့ဝတ်စားတွေကိုစုပ်ပြဲဖြစ်ပါတယ်တချို့ကံကောင်းသူတွေကဓာတ်ငွေလောက်ပဲပေးဆောင်ပြီးတော့တချို့ကတော့ထောင်ဒဏ်အထိချခံရပါတယ်အစိုးရတရက်ကလူတို့ရဲ့ဝတ်စားဆင်မှုပုံစံကိုဖားကြောင်တလောက်ထိထိန်းချုပ်နေရတယ်ဒီအကြောင်းအရာရဲ့နောက်ကမှသူတို့အစိုးရက fashion ကိုရည်ကြည်မှုဝင်ရောက်စီစဉ်မှု cultural invasion အဖြစ်မြင်တာကြောင့်ပဲဖြစ်ပါတယ်သူတို့ယုံကြည်တာကဒီအနောက်တိုင်းအရင်ရှင်တို့ရဲ့လူနေမှုပုံစံကသူတို့နိုင်ငံအတွင်းကိုဝင်ရောက်လာရင်ဒါနိုင်ငံအတွက်ချင်းချောက်မှုတည်းရဖြစ်လာမယ်ဆိုတာပါပဲသူတို့ကလူတွေကနိုင်ငံခြားပစ္စည်းတွေကိုကြိုက်ခဲ့တက်လာရင်သူတို့နိုင်ငံကိုကြိုက်နေတဲ့မှုရပ်တန့်သွားမှာကိုစိုးရင်ကြပါတယ်မြောက်ကိုရီးယားအစိုးရကဒီကိစ္စနဲ့ပတ်သက်ပြီးအလွန်တရာကိုမှကြီးကြီးမားမားလှုံ့ဆော်ခဲ့တာပါ2005ခုနှစ်မှာစပယ်ပုံစံတွေနဲ့ပတ်သက်ပြီးစက်တိုက်အယူဝါဒမိုင်းတိုက်တာတွေအထိဆောင်ရွက်ခဲ့ပါတယ်ဆိုရှယ်လစ်လူနေမှုပုံစံနဲ့ညီကျွန်တော်တို့ရဲ့စပယ်ကိုညှက်ကြပါစို့ဒီဝါဒမိုင်းတိုက်ခြင်းကနေစပယ်အရှိထားခြင်းကချမ်းမိုင်နဲ့မညီညွတ်ကြောင်းလူတဦးရဲ့ညင်ကိုရောနေစေကြောင်းစသဖြင့်ရေအမားတွေကိုအခိုင်အမာဆိုခဲ့ပါတယ်။မြောက်ကိုရီးယားမှာတာမန်နိုင်ငံသားတွေအတွက်ထုတ်ကုန်အသစ်တွေနဲ့ဝန်ဆောင်မှုတွေဖွံ့ဖြိုးတိုးတက်မှုကလုံးဝမရှိသလောက်ပါ။သူတို့ရဲ့တိုးတက်မှုကနေပယ်တိုင်းမှာလုံးဝမရှိသလောက်ပါ။ဘယ်နိုင်ငံမှာမဆိုတိုးတက်မှုနဲ့အတူနည်းပညာဆိုင်ရာဝန်ဆောင်မှုတွေကလည်းတိုးတက်လာတာထုံးစံပါပဲ။ဒီလုံးဝအာဏာရှင်စနစ်ရဲ့နောက်ထပ်လှုပ်ရှားမှုကလူတွေရဲ့ကြီးသွားလာခွင့်ကိုထိန်းချုပ်ခြင်းပဲဖြစ်ပါတယ်။လူတွေအနိုင်ငံတစ်ဖက်ကနေအခြားတစ်ဖက်ကိုလုံးဝသွားလာခွင့်မရှိပါဘူး။တကယ်လို့ဒီလိုသွားရမယ်ဆိုရင်တော့သူတို့ကအစိုးရရဲ့ခွင့်ပြုချက်ရယူရမှာဖြစ်ပြီးတော့မှဘာကြောင့်ဒီလိုသွားဖို့လိုအပ်ပါတယ်ဆိုတဲ့အကြောင်းပြချက်ကိုပြောပြရမှာဖြစ်ပါတယ်။ဒါကပြည်တွင်းခီးသွားခြင်းအပြတ်သားဖြစ်ပါတယ်။တကယ်လို့များတစုံတူဦးကနိုင်ငံတကာခီးသွားခြင်းနေဆိုရင်သူတို့ကတခြားနိုင်ငံတစ်ခုကိုသွားရောက်လည်ပတ်ခြင်းနေဆိုရင်ဒီအပေါ်မှာပို့ပြီးတော့မှတင်းကျပ်တဲ့တားမြစ်ချက်ရှိပါတယ်။အစိုးရရဲ့ခွင့်ပြုချက်မရှိဘဲနဲ့ဘယ်သူမှနိုင်ငံခြားကိုမသွားရပါဘူး။ပြီးတော့ခွင့်ပြုချက်မရှိဘဲနဲ့နိုင်ငံခြားကိုသွားခြင်းကိုကစ္ဆာဖောက်မှုဖြစ်သတ်မှတ်ထားပါတယ်။ဒါကိုတစုံတူဦးကအထင်ပြုလုပ်ခဲ့ရင်သူတို့ရဲ့မိသားစုတစ်ခုလုံးကိုအတင်းကျပ်လှုပ်ခြင်းလှုပ်စေခြင်းညှဉ်းပန်းနှိပ်စက်ခြင်းကတကြွန်းတန်တဲ့တည်တံဒီအထိအပြစ်ပေးနိုင်ပါတယ်ဒီဗီဒီယိုရဲ့အစမှာကျွန်တော်ပြောပြခဲ့တဲ့ရှင်တန်ခက်ရဲ့ဖြစ်စဉ်မှာတော့ဒါလို့သူရဲ့မိသားစုတစ်ခုလုံးကဒီလိုအကျဉ်းခံနေရတယ်ဆိုတာကိုသိပါသလားဘာကြောင့်လဲဆိုတော့ရှင်တန်ခက်ရဲ့ဦးလေးကတောင်ကိုရီးယားကိုထွက်ပြေးသွားတာကြောင့်ပဲဖြစ်ပါတယ်ဒါကြောင့်ပဲသူရဲ့မိသားစုမျိုးဆက်များစွာကိုဒီတောင်စကန်ထဲမှာချုံနှောင်ထားခဲ့တာပါ
သူတို့ရဲ့အစိုးရကဒီကိစ္စနဲ့ပတ်သက်လာရင်အလွန်တရာကမှပြင်းပြင်းထန်ထန်လှုပ်ဆောင်တတ်ပြီးတော့ COVID-19 ပြီးတဲ့နောက်မှာခွင့်ပြုချက်မရှိဘဲနဲ့နိုင်ငံကထွက်ခွာသွားသူတို့မဟုတ်ဝင်ရောက်လာသူတွေကိုမြေနာနဲ့ပြတ်သက်ဖို့သူတို့ရဲ့နေဆက်ဆောင်တွေကိုအမိန့်ပေးခဲ့ပါတယ်ဒီအမိန့်ကြောင့်မို့လို့လူ14ဦးကပြတ်သက်ခံခဲ့ရပါတယ်ဒါပေမဲ့ဒီလိုအန်ရီတွေကိုသိပါရဲ့နဲ့မြောက်ကိုရီးယားပြည်သူတွေကနိုင်ငံကနေထွက်ပြေးဖို့ဆက်လက်ကြိုးစားနေကြဆဲပါလူအများစုကတရုတ်နိုင်ငံကိုထွက်ပြေးကြပါတယ်ဘာကြောင့်လဲဆိုတော့တရုတ်နဲ့နယ်နိမိတ်ကဖျက်ချော်ရလွယ်ကူလို့ပါဒါပေမဲ့ခက်တာကတရုတ်ကလည်းအာဏာရှင်စနစ်ကျင့်သုံးတဲ့နိုင်ငံဖြစ်တာကြောင့်တရုတ်ဆိုရကဒီထွက်ပြေးသူတွေကိုမြောက်ကိုရီးယားကိုပြန်လည်အနှံပါတယ်2023ခုနှစ်ကဒီသတင်းကိုကြည့်လိုက်ပါတရုတ်ကမြောက်ကိုရီးယားကိုလူ900လောက်ကိုပြန်လည်ပို့ဆောင်ခဲ့ပါတယ်ထွက်ပြေးနယ်ပယ်မှာလည်းမြောက်ကိုရီးယားကနိုင်ငံခြားရုပ်ရှင်တွေကိုမပြပါဘူးရုပ်မြင်သံကြားနဲ့ရေဒီယိုမှာလည်းပဲအစိုးရ channel တွေသာရှိပြီးတော့ဒါကလည်းအစိုးရဝါဒဖြန့်မှုကိုပံ့ပိုးရုံသာဖြစ်ပါတယ်နိုင်ငံထုတ်လွှင့်မှုကိုနိုင်ငံတော်သင်းနဲ့စတင်ပြီးမြောက်ကိုရီးယားရဲ့အာဏာရှင်အောင်တွေကိုဂုဏ်ပြုရင်းကဆက်လက်အသံလွှင့်ပါတယ်ကတ်တွန်းဒီအစိုးရကိုချီးကျူးတဲ့သတင်းအစီအစဉ်တွေနဲ့ဒေဂျာဘော့ကိုရှိုးပွဲအဓိကဇက်ဆောင်ကိုပြသပါတယ်ကင်ဂျုံအန်ကိုဖျားသခင်ပြည့်တင်စားပြသထားပြီးတော့မှပရိသတ်တွေကသူ့ကိုယူသွင်းနေတဲ့ပုံစံတွေနဲ့ပြသထားပါတယ်ထေလာဆွစ်နဲ့တော့မှခက်ဆင်စင်ပါပဲလူတွေရဲ့ခေါင်းဆောင်ရည်ကြီးမှုတန်ကိုတောင်ရင်ဆိုင်ကတစ်ကိုင်းတွေကိုရှောင်ရှားကသူ့ရဲ့နိုင်ငံသားတွေကိုကယ်တင်ခဲ့တာပါနိုင်ငံခြားရှိုးတွေနဲ့ရုပ်ရှင်တွေကိုကြည့်ခြင်းကပြင်းထန်တဲ့ရာဇဝတ်မှုဖြစ်ပါတယ်ဒါတွေကြည့်မိတာကသာမိသွားရင်တော့ပြင်းထန်တဲ့ပြစ်ဒဏ်ကိုခံစားရမှာပါ2022ခုနှစ်ကဒီသတင်းကိုကြည့်လိုက်ပါတောင်ကိုရီးယားဒရမာကြည့်ပြီးဖြန့်ဝေခဲ့တဲ့အတွက်ဆယ်ကျော်သက်ကလေး2ဦးကိုအလုတ်ချမ်း12နှစ်ထံခတ်ခဲ့ပါတယ်ကိုရီးယားကကြည့်တဲ့ကလေးငယ်2ဦးကိုရာဇဝတ်မှုမြောက်ပါတယ်ဆိုပြီး12နှစ်ကြာထောင်ချခံရတယ်လို့စိတ်ကူးကြည့်လိုက်ပါဒါအပြင်2022ခုနှစ်ကအခြားသတင်းတစ်ခုကလည်းရှိပါသေးတယ်တောင်ကိုရီးယားရုပ်ရှင်တဲ့တခြင်းတွေကိုကြည့်ရှုပြီးမျှဝေခဲ့တဲ့အတွက်လူငယ်2ဦးကိုလူများရှိမှပဲပြစ်တက်ခဲ့ပါတယ်ဒါပေမဲ့ဒီလိုတွေကြားတဲ့ကနေတော့မှနိုင်ငံထဲမှာကဖြောပြေးလုံးဝမရှိတာကြောင့်မို့လို့လူတွေတောင်ကိုရီးယားဒရမာတွေကိုမှောင်ခိုတင်ဆောင်ကြပါတယ်ဒေတာတွေမှောင်ခိုဈေးမှာတောင်ကိုရီးယားရုပ်ရှင်တွေကိုတွေ့နိုင်ပါတယ်အရင်တုန်းကသူတို့က DVD ခွေတွေကိုရောင်းချကြပါတယ်လူတွေကလည်းဒီ show တွေကိုအိမ်မှာကြည့်ရှုဖို့တရုတ်ထုတ် DVD အောက်ဆက်တွေကိုဝယ်ယူကြပါတယ်သူတို့ကိုဖမ်းဆီးဖို့အစိုးရအာဏာပိုင်တွေကလျှက်စစ်တအားကိုကြာပန်းဖျက်တောက်ကြပါတယ်ဒီလိုမျိုးပါလို့လောက်ရတယ်လဲဆိုရင်မီးပြတ်သွားတဲ့အခါအခွေကဆက်ထဲမှာကျန်နေမယ်ဒါဆိုရင်အခွေကိုဆက်ထဲကနေထုတ်လို့မရတော့ပါဘူးသူတို့ကဒီအခွေရေးကိုတုံးချပြီးတော့မှမောင်နေတဲ့အချိန်ဒီမှာလူတွေရဲ့အိမ်ထဲကိုတင်းဝင်ရောက်ပြီး DVD အောက်ဆက်တွေကိုရိုက်ပွင့်လို့အထက်က DVD ခွေကိုစစ်ဆေးကြပါတယ်အချိန်ကြာလာတဲ့အမျှလူတွေကလည်း USB stick တွေကိုအသုံးပြုလာကြတာကြောင့်သူတို့ကိုဖတ်ထားဖို့ကပုံမှန်လွယ်ကူလာပါတယ်မြောက်ကိုရီးယားပြည်သူတွေစီမှာအင်တာနက်ချိတ်ဆက်မှုမရှိပေမဲ့သူတို့ကမောင်ကိုတင်လာတဲ့ရုပ်ရှင်တွေနဲ့ TV အစီအစဉ်တွေကိုကွန်ပျူတာတွေပေါ်မှာအသုံးမို့ USB ပေါက်ပါတဲ့ဒီလိုတရုတ်ထုတ်ဗီဒီယိုကြည့် tablet တွေနဲ့ကြည့်ရှုနိုင်ပါတယ်ဒါတွေကို noodles လို့ခေါ်ပါတယ်ဒီနိုင်ငံခြား show တွေနဲ့ရုပ်ရှင်တွေကိုကြည့်ရှုနေတော့မှလူတွေကအိမ်ရဲ့မီးတွေပရင်းပေါက်တွေကိုပိတ်ထားကြရပါတယ်ဒီလိုလုံးမှအိမ်ကြီးတွေကသူတို့ကိုမမြင်ရမှာဖြစ်ပြီးတော့တန်းနိုင်သလောက်အတန်တိုးတိုးနဲ့ပဲကြည့်ကြရပါတယ်အင်တာနက်အကြောင်းပြောရမယ်ဆိုရင်မြောက်ကိုရီးယားမှာအင်တာနက်ကအပြင်းထန်ကိုကန့်သတ်ထားတာပါဒါကိုအသုံးပြုဖို့ကအစိုးရရဲ့ခွင့်ပြုချက်ရယူရပါမယ်ခွင့်ပြုချက်ရပြီးရင်စာကြည့်တိုက်မှုတူကလူ2ဦးကိုတာဝန်ပေးပြီးတော့မှသူတို့အင်တာနက်ပေါ်မှာဘာတွေရှာဖွေရဲဆိုတာကိုစောင့်ကြည့်ပါတယ်9မိနစ်ကိုတခါကွန်ပျူတာရဲ့မျက်နှာပြင်ကရက်ပြန်သွားပြီးအင်တာနက်ကိုဆက်လက်အသုံးပြုဖို့စာကြည့်တိုက်မှုရဲ့လက်ဝဲရကိုလိုအပ်ပါတယ်လူ2ဦးကအင်တာနက်ကိုတနာရီသာအသုံးပြုနိုင်ပြီးတော့သူကအချိန်တိုးယူခြင်းနဲ့ဆိုရင်အစိုးရရဲ့ခွင့်ပြုချက်ကိုထပ်မံရယူရပါမယ်။ဘာမှနိုင်ငံသားတွေအတွက်မြောက်ကိုရီးယားအစိုးရကအင်တာနက်တစ်ခုကိုဖန်တီးထားပါတယ်။ပြောရရင်တော့အင်တာနက်ဆိုတာကပြုပြင်ဖန်တီးထားတဲ့အင်တာနက်အတူပါ။လူတွေကဒီအင်တာနက်ကိုထိန်းချုပ်ခံထားတဲ့သူတွေရဲ့ဖုန်းတွေနဲ့ကွန်ပျူတာတွေပေါ်မှာအသုံးပြုကြပါတယ်။ဒီအင်တာနက်ပေါ်မှာရနိုင်တဲ့ website တစ်ခုချင်းစီကအစိုးရကအထူးရွေးချယ်ထားတဲ့ website တွေဖြစ်ပါတယ်။ဒါပေမဲ့ website တွေကအနည်းငယ်သာရှိပါတယ်။ဒီပြင်ကမှဒီအင်တာနက်ကအရင်ဈေးကြီးပါတယ်။ဒါကြောင့်ဒါကိုဝယ်သုံးဖို့လူများစုကမတတ်နိုင်ကြပါဘူး။မြောက်ကိုရီးယားမှာ social media တွေမရှိပါဘူးလူတွေက Facebook တို့ Netflix တို့လို website တွေအတိုင်းပုံတူကူးဖို့ကြိုးစားခဲ့ပြီးမြဲမအောင်မြင်ခဲ့ပါဘူးမြောက်ကိုရီးယားမှာရောင်းချတဲ့ smartphone တွေကစိတ်ကူးကြည့်လို့မရနိုင်အောင်ကိုစင်ဆာပေးမှုတွေလည်းရှိပါတယ်ဒီဖုန်းတွေနဲ့နိုင်ငံတကာဖုန်းခေါ်ဆိုမှုတွေလုပ်လို့မရပါဘူးဒါအပြင်ဖုန်းရဲ့ operating system ကအချိန်မရွေး screenshot ကိုရယူပြီးတော့မှဒီတပ်ပုံကိုအစိုးရစီကိုပေးပို့ပါတယ်ဒါကတင်းရဲ့ဖုန်းမှာဘာတွေလုပ်နေတယ်ဆိုတာကိုအတိအကျသိနိုင်ဖို့ပါဒါအပြင်ဖုန်းရဲ့ operating system ကအချိန်မရွေးပဲ screenshot တစ်ခုကိုရယူပြီးတော့မှဒီတပ်ပုံကိုဆိုရစီကိုပေးပို့ပါတယ်။ဒါကသင်ရဲ့ဖုန်းမှာဘာတွေလုပ်နေတယ်ဆိုတာကိုအတိအကျသိနိုင်ဖို့ပါ။ဒီပြင်ကမှဒီ smartphone ရဲ့ software code တွေကအစိုးရကခွင့်ပြုပေးထားတဲ့အကြောင်းအရာတွေကိုသာပြသဖို့ရေးဆွဲထားပါတယ်။ဒီအစိုးရကခွင့်ပြုပေးထားတဲ့ app တွေကို download လုပ်ဖို့ App Store မရှိပါဘူး။ဒါတွေအတွက်နဲ့လူတွေကကိုယ်တိုင်ဖုန်းဆိုင်တွေကိုတွားရောက်ရပါတယ်။ဒီနိုင်ငံမှာနေထိုင်တဲ့လူတွေရဲ့ဘဝတွေကဘယ်လောက်တောင်မှမွန်းကျက်လိုက်မလဲဆိုတာကိုသင်တွေးကြည့်လို့ရပါသလား။ဘာသာရေးနယ်ပယ်မှာလည်းမြောက်ကိုရီးယားနိုင်ငံကတရားဝင်ဖျားမဲ့ဝါဒီနိုင်ငံလို့လူသိများပါတယ်။
လူတွေမှာဘယ်ဘာသာကိုမဆိုကျင့်သုံးဖို့သို့မဟုတ်ဟောပြောဖို့အခွင့်မရှိပါဘူးဒါကတည်တံပေးခံရနိုင်တဲ့ပြစ်မှုဖြစ်ပါတယ်ဒီနေရာမှာအထူးသဖြင့်ခရီးယန်တွေကိုပြစ်မှတ်ထားပါတယ်ဘာကြောင့်လဲဆိုတော့ခရီးယန်ဘာသာကအမေရိကန်ရဲ့လွှမ်းမိုးမှုဖြစ်တယ်လို့မြင်တာကြောင့်ပါခရီးယန်ထောင်ပေါင်းများစွာကိုနိုင်ငံရေးအကျဉ်းတော်စခန်းတွေမှာပိတ်လောင်ထားပြီးတော့မှညှဉ်းပန်းနှိပ်စက်ကြပါတယ်2009ခုနှစ်မှာ Rehan Oak အမည်ရှိတဲ့အမျိုးသမီးတူကိုတမန်ကျန်းစာများဖြန့်ဝေခဲ့တဲ့အတွက်လူများရှိမှပဲတည်တံပေးခဲ့ပါတယ်သူမရဲ့ခင်မွန်တဲ့ကလေး3ဦးကိုနိုင်ငံရေးအကျဉ်းတော်စခန်းကိုပို့ဆောင်ခဲ့ပါတယ်ဒီဖြစ်ကိုကြားလိုက်တော့ကျွန်တော်က Oh my God ဆိုတဲ့အိန္ဒိယရုပ်ရှင်ကနာမည်ကြီးစကားတစ်ခုကိုသတိရမိပါတယ်လူတွေစီကဘုရားသခင်ကိုယူဆောင်သွားရင်လူတွေကဘုရားသခင်ကိုအခြားနေရာမှာရှာဖွေတွေ့ရှိလိမ့်မယ်လူတွေရဲ့ဘာသာတရားကိုမဖယ်ရှားလိုက်ပါနဲ့ခင်ဗျာလူတွေရဲ့ဘာသာတရားကိုယူဆောင်သွားရင်သူတို့ကသင်ကိုဘာသာတရားပြသတ်မဲ့လိမ့်မယ်မြောက်ကိုရီးယားမှာခင်မီသားစုကဘာသာတရားတစ်ခုလိုဖြစ်လာခဲ့ပါတယ်အထူးသဖြင့်မြောက်ကိုရီးယားရဲ့ပထမအဆုံးခေါင်းဆောင်ကြီးဖြစ်သူ Kim Il-sung နဲ့ဒုတိယမြောက်ခေါင်းဆောင်ကြီးဖြစ်တဲ့ Kim Jong-il တို့ကဖျားတဆူလိုကိုကိုးကွယ်ခံရပါတယ်ဒီခေါင်းဆောင်ကြီးနှစ်ဦးရဲ့ဓာတ်ပုံတွေနဲ့ရုပ်တုတွေကိုအိမ်တိုင်းရုံတိုင်းကျောင်းတိုင်းနဲ့တခြားအများပြည်သူနေရာတွေမှာတွေ့နိုင်ပါတယ်မြောက်ကိုရီးယားနိုင်ငံမှာဘယ်နေရာကိုသွားဒီခေါင်းဆောင်ကြီးနှစ်ဦးကအသင်ကိုစောင့်ကြည့်နေတယ်လို့ခန်းစားမှာဖြစ်ပါတယ်မသိရင်တော့ George Orwell ရဲ့1984 ဝတ္ထုက Bitch Brother တွေလိုပါပဲလျှို့ဝှက်ရဲတပ်ဖွဲ့ကအိမ်တိုင်းကိုသွားပြီးတော့မှစစ်ဆေးတယ်လို့ဒီချိန်သိရဲ့အိမ်မှာဒီဓာတ်ပုံတွေကိုမတွေ့ဘူးဆိုရင်သင်ကတရားစွဲဆိုခံရနိုင်ပါတယ်လူတွေကဒီဓာတ်ပုံတွေနဲ့ရုပ်တုတွေကိုကာကွယ်ရမှာဖြစ်ပြီးတော့လူအဲ့ရဲ့သူတို့ရဲ့အသက်ကိုတောင်ဆွန့်လွတ်ဖို့အဆင်သင့်ဖြစ်နေရပါမယ်တကယ်လို့များဘယ်သူမှဆိုတာကိုမလိုက်နာဘူးဆိုရင်သူတို့ကတရားစွဲဆိုခံရမှာဖြစ်ပါတယ်2020ခုနှစ်မှာမြို့သမီးတစ်ယောက်ကသူ့ရဲ့အိမ်မီးလောင်တော့သူမရဲ့ကလေးတွေကိုပဲကယ်တင်ခဲ့ပြီးဓာတ်ပုံတွေကိုမြူနိုင်ခဲ့တဲ့ဖြစ်ရပ်တွေကိုရှိခဲ့ပါတယ်ဒါကြောင့်ဒီမြို့သမီးကတရားစွဲဆိုခံရပြီးတော့သူ့ရဲ့ကလေးနှစ်ယောက်ကိုဆေးရုံမှာဆေးကုသခွင့်မပေးခဲ့ပါဘူးတခြားဖြစ်ရပ်တစ်ခုကိုလည်းကြည့်လိုက်ပါတစုံတစ်ယောက်ကသူ့ရဲ့ဖခင်ဟာသတင်းစာပေါ်က Kim Jong-il ရဲ့ပုံကိုမတော်တဆညစ်ပတ်စေခဲ့လို့သတင်းပို့ခဲ့ပါတယ်ဒါကြောင့်သူ့ရဲ့ဖခင်ကိုနိုင်ငံရေးအကျဉ်းတော်စခန်းကိုပို့ဆောင်ခဲ့ပါတယ်မြောက်ကိုရီးယားမှာတာမန်နိုင်ငံသားတွေရဲ့စီးပွားရေးအခြေအနေကအလွန်ဆိုးရွားလာပါတယ်69ရာခိုင်နှုန်းသောလူဦးရေကလွန်ဆင်းရဲပြီးတော့မှအခြေခံလိုအပ်ချက်တွေဖြစ်တဲ့တနေ့ထမင်းနဲ့စာတန်ရှင်းတဲ့ရည်ပညာရေးနဲ့ကျန်းမာရေးအတွက်ပတ်စံမရှိကြပါဘူးအိမ်အများစုမှာသူတို့ရဲ့နေ့စဉ်ဘဝတွေကိုကူညီဖို့အတွက်ရည်ခဲသစ်တာဝှက်လျှော်စက်နဲ့စပိတ်လိုပစ္စည်းတွေမရှိကြပါဘူးဒီလိုပြရတဲ့အကြောင်းရင်းကမြောက်ကိုရီးယားမှာလူတွေအားလုံးဒီပါကအစိုးရကသတ်မှတ်ပေးထားတဲ့အလုပ်တွေကိုပဲလုပ်ကိုင်ရတာကြောင့်ဖြစ်ပါတယ်သူတို့က1990ပြည့်လို့နှစ်မြောက်မတိုင်မီကသတ်မှတ်ထားတဲ့လစာနှုတ်ထားတဲ့လစာကိုပဲရပါတယ်ဒါကဘယ်လောက်လဲဆိုတာကိုသင်သိလိုက်ရရင်သင်အနေနဲ့အတော်လေးကိုအားအသင့်သွားပါလိမ့်မယ်ဒါကတစ်လကိုပြောင်းမှု9ကီလိုဂရမ်ကနေ9ကီလိုဂရမ်လောက်အထိပဲရရှိခြင်းနဲ့ညီမျှပါတယ်မှန်ပါတယ်သူတို့ရဲ့လစာနဲ့ပြောင်းမှု9ကီလိုဂရမ်ကနေ9ကီလိုဂရမ်ချာအထိသာဝယ်ယူနိုင်ပါတယ်2014ခုနှစ်မှာမြောက်ကိုရီးယားနိုင်ငံကနေထွက်ပြေးခဲ့တဲ့ဆရာဝန်တို့ရဲ့ပြောကြားချက်အရဆရာဝန်တွေကတစ်လကို1,300လစာရပြီးတော့ဒီငွေနဲ့စံ1ကီလိုဂရမ်ကိုတောင်မှမဝယ်နိုင်ပါဘူးတဲ့အမျိုးသားတွေကအလွန်နှဲပါစွာဝင်ငွေရတာကြောင့်မြောက်ကိုရီးယားမှာရှိတဲ့မိသားစုအများစုကိုအမျိုးသမီးတွေကဥဆောင်ကြရပါတယ်အိမ်တော်တဲ့မျိုးသမီးတွေကအစိုးရကသတ်မှတ်ပေးထားတဲ့အလုပ်တွေကိုဖိအားပေးလုပ်ခိုင်းစေခြင်းမရှိတာကြောင့်သူတို့ကဒေသတွင်းဈေးကွက်တွေမှာအလုပ်လုပ်ပြီးဝင်ငွေရှာကြရပါတယ်ဒီဒေသခံဈေးတွေကိုဂျမန်တန်လို့ခေါ်ပါတယ်အမျိုးသမီးတွေကအိမ်တော်စုဝင်ငွေရဲ့80ရာခိုင်နှုန်းကျော်ကိုပံ့ပိုးပေးကြပါတယ်1990ပြည့်လို့နှစ်တွေမှာအစိုးရကလူတွေကိုစားဆောင်မပေးနိုင်တော့တဲ့ကလူတွေကကိုအားကိုနီးလန်းရှာရပါတော့တယ်ဒီလိုနဲ့ပဲငွေရှာဖို့နီးလန်းတွေကိုစတင်ရှာဖွေခဲ့ကြပါတယ်ဒေသခံမောင်ကိုဈေးနေရာတိုင်းမှာပေါ်ထွက်လာခဲ့သည်လူတွေကဒီနေရာမှာပစ္စည်းတွေရောင်းချပြီးဒီငွေနဲ့မိသားစုတွေကိုကျွေးမွေးကြရပါတယ်ဒီလိုနည်းနဲ့လူတွေကသူတို့မိသားစုအသက်ရှင်ဖို့သူတို့တက်နိုင်သမျှဘာကိုမဆိုလှုပ်ဆောင်ခဲ့ကြတယ်တပြည့်ပြည့်နဲ့ဒီဈေးတွေကပုံမှန်ဖြစ်လာခဲ့ပြီးတော့မှအခုခါမှတော့ဒီဈေးတွေမှာအစားအစာဈေးအပြင်တောင်ကိုရီးယားရုပ်ရှင်တွေပါဝင်တဲ့တရားမဝင် USB တွေအထိရရှိနိုင်ပါတယ်ကျွန်တော်တို့ပြောခဲ့သလိုပဲဒီဂျမန်တန်လို့လူသိများတဲ့ဒီဈေးတွေကဒီလိုနဲ့ပဲမြောက်ကိုရီးယားမှာရှိတဲ့အိမ်တော်စုတွေရဲ့အဓိကဝင်ငွေရင်းမြစ်ဖြစ်လာခဲ့ပါတယ်အမျိုးသားများစုကလည်းအစိုးရကသတ်မှတ်ပေးထားတဲ့အလုပ်တွေမှာအလုပ်လုပ်နေရတာကြောင့်မလို့ဒီမောင်ကိုဈေးတွေကိုများသောအားဖြင့်အမျိုးသမီးတွေကပဲဥဆောင်ကြရပါတယ်ဒီဈေးတွေကအခြားနိုင်ငံတွေနဲ့ပတ်သက်တဲ့အချက်အလက်တွေရယူဖို့ဘိုးဌာနတွေဖြစ်လေအသုံးပြုကြပါတယ်ဒီနေရာမှာကမ္ဘာပေါ်ကအကျဉ်းနိုင်ငံတွေရဲ့လွတ်လပ်မှုအကြောင်းမြောက်ကိုရီးယားနဲ့နိုင်ရှင်လိုက်တခြားနိုင်ငံတွေကသူတို့ရဲ့နိုင်ငံသားတွေကိုပုံမကောင်းမွန်တဲ့လူနေမှုအဆင့်တန်းကိုပေးကြောင်းလူတွေကသိရှိလာကြပါတယ်ဒါကြောင့်အချိန်ကြာလာတဲ့နဲ့အမျှမြောက်ကိုရီးယားပြည်သူတွေကသူတို့ရဲ့နိုင်ငံနဲ့ပတ်သက်ပြီးစိတ်ပြက်လက်ပြက်ဖြစ်လာကြပါတယ်ဒီလိုမျိုးလူတွေရဲ့နိုင်ငံရေးသစ္စာစောင့်သိမှုပေါ်ခြေခံပြီးတော့မှမြောက်ကိုရီးယားနိုင်ငံမှာလူတွေကိုအဆင့်တန်း3ခုစောင့်ပန်း system ခွဲနိုင်ပါတယ်ပထမကကိုယ်အစိတ်ဝင်များသစ္စာရှင်တွေပါဒုတိယတန်းမှာကတော့ wavering မသေးကြသူများအခြေအနေတွေကိုတန်တရားရှိသူများဖြစ်ပါတယ်တတိယတန်းမှာကတော့ hostile
အစိုးရရဲ့ရန်သူများအဖြစ်သတ်မှတ်ခံရသူတွေဖြစ်ပါတယ်ကုလသမဂ္ဂကထုတ်ပြန်တဲ့ဒီအစီရင်ခံချက်ကိုကြည့်လိုက်ပါဒီထဲမှာဆောင်းပါစနစ်အကြောင်းပြောထားတာပါဘယ်သူကဘယ်နေရာမှာနေရမယ်သူတို့ရဲ့လုပ်ကံကဘာဖြစ်ရမယ်အစိုးရစီကနေကဘယ်လောက်ရမယ်ကျန်းမာရေးပညာရေးနဲ့တခြားအခြေခံလိုအပ်ချက်တွေဒါတွေအားလုံးကိုဆောင်းပါစနစ်ကဆုံးဖြတ်ပါတယ်မြောက်ကိုရီးယားမှာအိမ်တော်ပြုခြင်းအောင်ဆောင်းပါစနစ်ကဆုံးဖြတ်ပါတယ်ဥပမာမြောက်ကိုရီးယားနိုင်ငံမြို့တော်ပြုံးရမ်းကအလှပြဖို့တတ်ပါဒါကြောင့်အစိုးရကသူတို့ရဲ့အရင်းမြစ်တွေနဲ့ငွေများစုကိုဒီမြို့မှာသုံးစွဲပြီးအလှဆင်ပါတယ်ဒါကြောင့်ပဲဒီမြို့မှာနေတိုင်းသူအများစုကများသောအားဖြင့်ကိုအတန်းကဖြစ်ပါတယ်ဟော့စတယ်အတန်းကလူတွေကိုဒီမြို့ရဲ့50ကီလိုမီတာအတွင်းကိုတော့ဝင်ရောက်ခွင့်မပြုပါဘူးအစိုးရကတန်တရားရှိသူတွေကိုမကြာခဏဆိုသလိုအစိုးရအတွက်အလုပ်လုပ်နေတဲ့မိသားစုဝင်တွေကစောင့်ကြည့်ကြပါတယ်ဟော့စတယ်နိုင်ငံသားတွေကိုတူနဲ့တူစောင့်ကြည့်စေပါတယ်ဒီလိုအခြေအနေတွေကြောင့်လူတွေကမိသားစုဝင်တွေကိုတော့မှဘာကိုမှထုတ်မပြောကြပါဘူးဒီလောက်ဒီဘယ်သူကမှယုံကြည်လို့မရတာပါလူတိုင်းကတချို့ဖြစ်နေနိုင်ပါတယ်တခါကဆိုရင်မြေသမီးတူကသူမရဲ့သားနဲ့တူနိုင်ငံကနေထွက်ပြေးဖို့စီစဉ်နေတယ်လို့သူမရဲ့ချွေးမကအရာရှိတူကိုပြောပြခဲ့တာကြောင့်ဒီအမျိုးသမီးကိုနိုင်ငံရေးအကျဉ်းတော်စခန်းကို10နှစ်ထိပို့ဆောင်ခဲ့ပါတယ်မိသားစုတစ်ခုရဲ့မိသားစုရင်သို့မဟုတ်ဆွေမျိုးတူကဘလို့နိုင်ငံရေးပြည်မှုကိုမဆိုကျူးလွန်ရင်ဒီမိသားစုရဲ့ဆောင်ပန်စင်တန်းကနှိမ့်ကျသွားပါတယ်ဒါကြောင့်ဒီလိုအခြေအနေတွေဖြစ်ပေါ်နေရတာပါမြောက်ကိုရီးယားလူမျိုးတွေနောက်ထပ်ရင်ဆိုင်ရတဲ့ပြဿနာတစ်ခုကအတင်းအကျပ်အလုပ်လုပ်စေခြင်း forced labor ဖြစ်ပါတယ်ဒါကခေတ်သစ်ဂျွန်ဆန်ရဲ့အမျိုးအစားတစ်ခုပါဆောင်းလိုရေးကနေလေယာတပ်တို့တွင်းနေတဲ့ဆက်ယုံနေအထိလူတွေကတရက်ကူ12နာရီကနေ18နာရီကြာလုံးလို့ရပါတယ်ဒီအခြေအနေကဘယ်လောက်ထိဆိုးရွားလဲဆိုရင်မြောက်ကိုရီးယားရဲ့စီးပွားရေးတစ်ခုလုံးကဒီလိုအတင်းကျပ်အလုပ်လုပ်စေခြင်းနဲ့ရပ်တည်နေပါတယ်ဘာကြောင့်လဲဆိုတော့ငွေတွေအများစုကိုလက်နက်တွေပြုလုပ်ဖို့အသုံးပြုနေတာကြောင့်ပါဒီလိုအတင်းကျပ်ခိုင်းစေခြင်းကိုထိန်းသိမ်းရေးစခန်းတွေနဲ့နိုင်ငံရေးကျင်းတော်စခန်းတွေမှာဖမ်းဆီးခံရသူတွေကခံရပါတယ်မြောက်ကိုရီးယားရဲ့ဥပဒေကအကျဉ်းသားတွေကိုလှုပ်ရှားလုပ်စေပါတယ်ဆက်ဆွဲခံရရုံလူတွေကိုတောင်လက်ပေါင်းများစွာလှုပ်ရှားပြစ်ဒဏ်ပေးပါတယ်တကယ်လို့သင်ကမြောက်ကိုရီးယားနိုင်ငံသားဖြစ်ပြီးတော့မရွယ်ပါဘဲနဲ့တောင်သူတို့ရဲ့အာဏာရှင်ဘောကိုဘယ်အမှားပဲဖြစ်ပြုလုပ်မိရင်သင်တယောက်တည်းပဲအပြစ်ပေးခံရမှာမဟုတ်ပါဘူးသင်ရဲ့မိသားစုတစ်ခုလုံးအပြစ်ပေးခံရမှာဖြစ်ပါတယ်ဒီနေရာမှာသူတို့က Guild-Pine Association ဆိုတဲ့သဘောတရားကိုအသုံးပြုပါတယ်တစိုးတို့ဦးကမိသည့်နိုင်ငံရေးပြည်မှုကိုမဆိုကျူးလွန်မိရင်ဒုတိယမကသူရဲ့မိသားစုတစ်ခုလုံးကိုထောင်ချမှာပဲဖြစ်ပါတယ်ဒီလိုထောင်ချတဲ့အထက်မှာဒီမိသားစုရဲ့မျိုးဆက်30တိပါဝင်ပါတယ်ဒီတော့တစိုးတို့ရဲ့အဖိုးကပြည်မှုကျူးလွန်မိရင်သူရဲ့မြေဒီနောက်ဆက်တွဲဆိုးကျိုးတွေကိုခံစားမှာဖြစ်ပါတယ်ကြားပြီးဒီတောင်လေးမှာနိုင်ငံရေးကျင်းသားတွေရဲ့ခြေနေကအပြင်ကနိုင်ငံသားတွေထပ်ပိုဆိုးပါတယ်ဂျွန်ကျုံကိုရဲ့ပြောကြားချက်အရမီတာ90ပဲတဲ့အခန်းလေးထဲမှာလူရောက်30-40လောက်ကိုစွတ်ပြုံထည့်သွင်းထားပါတယ်ကုလသမဂ္ဂရဲ့စီရင်ခံစာအရမြောက်ကိုရီးယားမှာနိုင်ငံရေးအကျဉ်းတော်စခန်း9ခုကနေ6ခုထိရှိပြီးတော့စုစုပေါင်း8000ကနေ1,200,000ထိအကျဉ်းသားတွေကိုထိန်းသိမ်းထားတယ်လို့ဆိုပါတယ်အကျဉ်းသားတွေကိုမကြာခဏအငတ်ကန်ထားပြီးတော့တပ်တို့တွင်းနေတဲ့လေယာဉ်တွေမှာ16နိုင်ကနေ18နိုင်ကြာတဲ့အထိအတင်းကျပ်အလုပ်လုပ်စေပါတယ်ဒါပေမဲ့အစားအစာနဲ့ငယ်တာရရှိပြီးတော့ဒါကုသမီခွန်ရတဲ့ကျင်းသားတွေကအာဟာရပြတ်ပြီးသေးကြရပါတယ်ဒီလိုနည်းနဲ့အသက်ဆုံးရှုံးရတာကအကျဉ်းသားတွေရဲ့40%လောက်ရှိပါတယ်ဒီလိုအငတ်ဘေးကနေရှောင်ရှားဖို့အကျဉ်းသားတွေကမြက်ပင်ကြွက်မွေဒီလိုအရာတွေကိုစားရပါတယ်မြေပေါ်ကိုကြားတဲ့အစားအစာအချင်းချန်တွေကိုတော့မှခွင့်မပြကြပါဘူးဒီစာတန်းရဲ့စာမျက်နှာတစ်ခုကိုကြည့်လိုက်ပါတချို့အကျဉ်းသားတွေကဝက်စာကိုတော့မယုံမရှာစားကြရတဲ့အထိပါအခြေအနေကဒီလောက်ထိဆိုးရွားနေတာပါဒါပေမဲ့ဒီလိုအခြေအနေကိုတော့မှတရားဝင်ခွင့်ပြုမထားပါဘူးတခါကဆိုရင်အသက်9နှစ်အရွယ်မိန်းကလေးငယ်တူကလမ်းပေါ်ကျနေတဲ့စပားတွေကိုစားပြီးတာကြောင့်အဆောင်တူကသူမကိုရက်ဆက်စွာနဲ့ရိုက်တက်ခဲ့ပါတယ်နိုင်ငံရေးကျင်းတော်စကန်15မှာလေခွင်းတွေကအာလူးတွေကိုခိုးယူတဲ့ကျင်းသားတူကိုအခြားသူများရှိမှပဲစီရင်ခဲ့ပါတယ်ဒီလိုထောင်ကနေထွက်ပြေးဖို့ကြိုးစားတဲ့ကျင်းသားများစုကအဆောင်တွေစီကပြစ်သက်ခံရခြင်းသို့မဟုတ်ချန်စီယိုတွေအပေါ်မှာလွတ်ထားတဲ့လျှက်စစ်ဓာတ်အားကြောင့်တည်ဆုံးကြရပါတယ်ရှင်တန်ခက်ရဲ့တငယ်ချင်းကလည်းဒီလျှက်စစ်ဓာတ်အားကြောင့်တည်ဆုံးခဲ့ရတာပါအဲ့ဒီညနေခင်းကသူတို့နှစ်ဦးကိုမီးထင်းစုဖို့ချန်စီယိုနီကိုပို့ဆောင်ခဲ့ပါတယ်ဒီလိုပထမဆုံးအခွင့်အရေးမှာပဲသူတို့ကထွက်ပြေးဖို့ဆုံးဖြတ်ခဲ့ကြတာပါရှင်တန်ခက်ရဲ့တငယ်ချင်းကချန်စီယိုကိုပထမဆုံးရောက်ရှိသွားပြီးတော့သူကချန်စီယိုအပေါက်ကနေတစ်ဆင့်ဖြတ်တန်းမှုကြိုးစားခဲ့ပါတယ်ဒါပေမဲ့လျှက်စစ်လွတ်ထားတဲ့ချန်စီယိုကြောင့်တည်ဆုံးသွားခဲ့ရပါတယ်သူရဲ့ခန္ဓာကိုယ်ကြောင့်လျှက်စစ်စီးဆင်းမှုကိုရပ်တန့်စေခဲ့တဲ့အတွက်ရှင်တန်ခက်ကအဲ့ဒီအပေါက်ကနေတစ်ဆင့်အောင်မြင်စွာဖြတ်တန်းနိုင်ခဲ့တာပါထွက်ပြေးနေပဲချန်စီယိုကလျှက်စစ်ကြောင့်ကျွန်တော်ဘေးကတငယ်ချင်းကအသက်ဆုံးရှုံးခဲ့ရပါတယ်ကျွန်တော်လည်းအရေးပြားအပူလောင်ခဲ့ရပါတယ်ရှက်ကင်းကမြောက်ကိုရီးယားမှာထောင်ဆောင်တူပြေးခဲ့သူမြောင်ချိုကလည်းသူပြောတာကတကယ်လို့စစ်သုံးမဟုတ်တော်လည်းဖြစ်သွားခဲ့ရင်အချင်းတော်ထဲမှာရှိတဲ့အချင်းသားတွေအားလုံးကိုတပ်ပြေးဖို့ညွှန်ကြားထားကြောင်းပြောခဲ့ပါတယ်ဒါမှပဲဒီတောင်စကန်တွေအကြောင်းအထောက်အထားအားလုံးကပျောက်ကွယ်သွားမှာပါဂျာမနီမှာဟစ်လာရဲ့နာဇီဆိုရကသူတို့ရဲ့ concentration camps လို့ခေါ်တဲ့ကျွေးတပ်တွေကိုလည်းတက်ချင်းကအလားတူလုပ်ခဲ့ပါတယ်ဒါကြောင့်မလို့ကုလသမဂ္ဂရဲ့အစုံစမ်းစစ်ဆေးမှုတစ်ခုမှပြောခဲ့တာကမြောက်ကိုရီးယားရဲ့ခေါင်းဆောင်တွေကမိမိတို့နိုင်ငံသားတွေရဲ့လူအခွင့်အရေးကို
ဒါလောက်ထိကြီးမားစွာချိုးပေါက်နေတာကခေတ်သစ်ကမ္ဘာမှာလက်ခံနိုင်ဖို့မဖြစ်နိုင်ဆုံးပါပြီးတော့သူရဲ့လူသားတွေအပေါ်ကျူးလွန်တဲ့ရာဇဝတ်မှုတွေကဒုတိယကမ္ဘာစစ်အတွင်းနာဇီတို့ကျူးလွန်ခဲ့တဲ့ရာဇဝတ်မှုတွေနဲ့လည်းအလွန်ဆင်တူပါတယ်အခုအခါမှာလည်းမြောက်ကိုရီးယားအစိုးရကသူတို့ရဲ့နိုင်ငံသားတွေကိုရုရှားတရုတ်ပင်လယ်ကွေ့နိုင်ငံများပိုလန်နဲ့အာဖရိကလိုနေရာတွေကိုအလုံးလုံးစေဖို့ပို့ဆောင်နေပါတယ်ဒီနေရာတွေမှာလည်းသူတို့ကိုကြုံနေလို့ပြင်းထန်လှုပ်ခိုင်းစေပါတယ်ခမန်းချီမြောက်ကိုရီးယားလူမျိုးတသိန်းခန့်ကိုအတင်းကျပ်အလုံးလုံးစေဖို့နဲ့ကျွန်းဘဝမှာနေစီဖို့တခြားနိုင်ငံတွေကိုဆေးလွတ်တာပါဒီသတင်းကိုကြည့်လိုက်ပါရုရှားယူကရိန်းစစ်ပွဲမှာတိုက်ခိုက်ဖို့မြောက်ကိုရီးယားစစ်သားတွေကိုရုရှားဘက်ကနေဆေးလွတ်ခဲ့ပါတယ်မြောက်ကိုရီးယားလူမျိုးတွေရဲ့အကြီးမားဆုံးရန်သူကလျှို့ဝှက်ရဲတပ်ဖွဲ့ Secret Police ဖြစ်ပါတယ်ဒီနိုင်ငံမှာဖြစ်ပွားနေတဲ့အထူးကလူခွင့်ရေးချိုးဖောက်မှုတွေရဲ့အရင်းမြစ်အားလုံးကဒီလျှို့ဝှက်ရဲတပ်ဖွဲ့ကြောင့်ပါလူတွေကိုအစားပြောက်ခြင်းကနေနိုင်ငံရေးချင်းတော်စခန်းမှာညှဉ်းပန်းနှိပ်စက်တဲ့အထိအားလုံးကိုဒီလျှို့ဝှက်ရဲတပ်ဖွဲ့ကပြုလုပ်နေတာပါဒီ agency ရဲ့ agent တွေတရှိုတွေနဲ့သတင်းပေးပို့သူတွေကမြောက်ကိုရီးယားနိုင်ငံတော်မှာရှိနေပါတယ်ဒီလျှို့ဝှက်ရဲတပ်ဖွဲ့ကအဆောင်ပန်းအတန်းနှိမ်သူတွေသို့မဟုတ် hostel အတန်းဝင်တွေကိုတူးနဲ့တူစောင့်ကြည့်စေဖို့အတင်းကျပ်ခိုင်းစေပါတယ်ဒီလိုတွေကြောင့်ပဲသူတို့ရဲ့လူမှုအတိုင်းဝိုင်းမှာလူတွေကတူးနဲ့တူယုံကြည်လို့မရတော့တာပါဘယ်သူမှဆိုတရှိုဖြစ်နေနေတာကြောင့်လူတွေကတခြားလူတွေကိုတန်တရားရှိလာကြပါတယ်ဒါကြောင့်သူတို့ကအထီးကမခံတဲ့ကိစ္စတွေကိုမိသားစုရှိမှတော့မှမပြောကြတော့ပါဘူးလျှို့ဝှက်ရဲတပ်ဖွဲ့ကနေရာတိုင်းကိုအိမ်30 40ပါးနဲ့နေမြေတွေဖြစ်အဖွဲ့ခွဲထားပြီးတော့မှအဖွဲ့တစ်ခုစီမှာရက်ွက်အသေးတစ်ခုပါဝင်ပါတယ်ဒီအဖွဲ့တွေကလူတွေကိုစောင့်ကြည့်နေသလိုတခြားလူတွေကိုလည်းစောင့်ကြည့်ဖို့ဖိအားပေးပါတယ်အဖွဲ့အတွင်းမှာဖြစ်ပြသမျှအားလုံးကဒေတာလျှို့ဝှက်ချက်သို့မဟုတ်လက်ဝါလျှို့ဝှက်ချက်ဖြစ်ပါတယ်2002ခုနှစ်မှာမြောက်ကိုရီးယားအစိုးရရဲ့ဖုန်းစာအုပ်ပေါက်ကြားလာတဲ့အခါဒီအထက်မှာလျှို့ဝှက်ရဲတပ်ဖွဲ့ဝင်တွေရဲ့ဖုန်းနံပါတ်တွေမပါဝင်ခဲ့ပါဘူး။ဘာကြောင့်လဲဆိုတော့ဒီစာအုပ်က classified လျှို့ဝှက်အဆင့်မှာပဲရှိသေးတာကြောင့်ပါ။ Top secret ထိပ်တန်းလျှို့ဝှက်မဟုတ်သေးပါဘူး။ဒီအဖွဲ့အစည်းကအလွန်ကုန်မှလျှို့ဝှက်တာကြောင့်ပြည်သူတွေကသူတို့ရဲ့ခေါင်းဆောင်တွေရဲ့နာမည်ကိုတော့မှမသိကြပါဘူး။ဒီအရာအားလုံးကိုကြားပြီးတဲ့နောက်မှာတော့ဒီအာဏာရှင်စနစ်ကအချိန်ဘယ်လောက်ကြာခဲ့တယ်ဘယ်လောက်ရက်ဆက်ကြမ်းကြုတ်တယ်ဆိုတာကိုသင်နားလည်နိုင်လောက်ပါပြီ။ဒီအာဏာရှင်စနစ်က85နှစ်ကျော်ကြာမြင့်ခဲ့ပြီးဒီကနေ့တိုင်အားကောင်းနေစေဖြစ်တယ်လို့ဒီနေရာမှာနေထိုင်နေတဲ့လူတွေဒါကိုဘယ်လောက်ကြာဆက်ပြီးခံစားရမလဲဆိုတာကိုဘယ်သူမှမသိပါဘူးဒီလိုဖြစ်ရခြင်းရဲ့နောက်ွယ်မှာအဓိကအကြောင်းရင်း၃ခုရှိပါတယ်ပထမအကြောင်းရင်းကရက်ဆက်ချမ်းကြုံမှုပါတင်းငယ်တဲ့အမားတွေအတွက်တောင်လူတွေကိုတည်တယ်ပေးပါတယ်ဒီလိုလုပ်ခြင်းကလူတွေရဲ့စိတ်ထဲအကြောက်တရားကိုထည့်သွင်းပေးထားပြီးတော့လည်းလို့အမားကိုမစုံမလုပ်ခင်နှစ်ခါပြန်စဉ်းစားစီပါတယ်ဒီလိုတဲ့လူတွေကိုအမြဲတမ်းအကြောက်တရားတွေထဲမှာနေစေပါတယ်ကင်ဂျောင်အန်ကသူ့ရဲ့ဦးလေးကိုဘယ်လိုတတ်ခဲ့လဲဆိုတာကိုသူတို့ကမြင်တွေ့ခဲ့ကြပါတယ်ဒီပုဂ္ဂိုလ်ကဘယ်လောက်ကြမ်းကြုတ်နိုင်လဲဆိုတာကိုသူတို့သိကြပါတယ်ဒီပြည်ကမှလူတွေရဲ့စိတ်ထဲမှာအသိငယ်ဆုံးသောအပြုမှုတွေကတော့သူတို့ရဲ့မိသားစုတစ်ခုလုံးကိုထောင်ထဲကိုပို့ဆောင်နိုင်တယ်ဆိုတဲ့အသည့်ကဆွဲနေပါတယ်ဒုတိယအကြောင်းရင်းကသူတို့ရဲ့လူဒန်းစား၃ခုဆောင်ပန်စနစ်ပါနိုင်ငံတစ်ခုလုံးကိုလူဒန်းစား၃တန်းခွဲထားပြီးတော့တစ္ဆာရှင်တွေကိုပုံဆုံးတန်းမှာထားပါတယ်တစုံတစ်ဦးကိုတန်တရားရှိရင်သူတို့ရဲ့မိသားစုတစ်ခုလုံးကိုအနေဆုံးအဆင့်ကိုချက်ချင်းရှော့ချလိုက်ပါတယ်ပြီးတော့တစ္ဆာရှင်တွေကိုပြောအောင်ထားပြီးတော့လူယုံမွေးသလိုမွေးပါတယ်တတိယအကြောင်းရင်းကတော့မပြီးဆုံးနိုင်တဲ့ဝါဒဖြန့်ခြင်းတွေပါပဲမြောက်ကိုရီးယားမှာကလူတွေကိုမွေးဖွားခြင်းကစပြီးဝါဒဖြန့်ခြင်းတွေဝိုင်းရံထားပါတယ်။ကျောင်းကနေကောလိပ်အထိသူတို့ရဲ့ Supreme Leader ကဘုရားသခင်လိုလူမျိုးဖြစ်တယ်ဆိုတာများစွာသောပုံမြင်တွေကိုပြောပြထားပါတယ်။ဒီလိုမျိုးမမှန်ကန်တဲ့ပုံမြင်တွေဆိုတာကအများကြီးပါ။သူတို့ရဲ့အာဏာရှင်ကိုဘုရားသခင်ပြည့်အယုံသိမှုမမှန်ကန်တဲ့ပုံမြင်တွေဆိုတာအများကြီးပါ။ဥပမာပြောရရင်တော့ Kim Jong Un အာဏာရလာတဲ့အခါပုံမြင်တစ်ခုမှာသူကအသက်3နှစ်သားအရွယ်ကလေးကဖက်လက်ပစ်တက်ခဲ့ပြီးအသက်9နှစ်မှာမြင်းစည်းတက်နေပြီလို့ပြောခဲ့ပါတယ်။တချို့ပုံမြင်တွေကပို့လို့တော့မှမယုံနိုင်စရာပါ။နောက်ပုံမြင်တစ်ခုမှဆိုရင်အဖိုးကင်ယူဆုံးကမြေကင်ဂျွမ်ကိုပန်းတီတစ်လုံးယူလာဖို့ပြောတာကင်ဂျွမ်ကခေါ်ပြားတစ်ချောင်းတောင်းခဲ့တယ်။ဘာကြောင့်လဲဆိုတော့သူကသူ့ရဲ့အဖိုးအတွက်တောင်းတစ်ခုလုံးကိုယူလာပေးခြင်းလို့ဘာလို့ပြန်ပြောခဲ့ပါတယ်။ဒီနိုင်ငံကသတင်းတွေဆိုတာကအစိုးရရဲ့ဝါဒဖြန့်အောင်တာဖြစ်ပါတယ်။သူတို့ထုတ်လွှင့်တဲ့ဘယ်သတင်းမဆိုအစိုးရကိုချီးကျူးဖို့သာဖြစ်ပါတယ်။သူတို့ကအခြားနိုင်ငံတွေသို့မဟုတ်ကမ္ဘာသတင်းတွေကိုပြသခဲ့ရင်လည်းအမြဲတမ်းမကောင်းတာကိုပဲရွေးပြပါတယ်။မကောင်းတဲ့ပုံစံနဲ့ပဲပြသပါတယ်။မြောက်ကိုရီးယားကလူတွေကကြံကမ္ဘာနေရာတွေကမကောင်းမှုတွေပဲနားလည်ကြရပါတယ်။လူတွေကခြားစားမှုယောဂတွေနဲ့အမျိုးမျိုးသောဘေးအန္တရာယ်တွေကြောင့်ဒုက္ခရောက်နေကြတယ်လို့ထင်ကြပါတယ်။ပြီးရင်မြောက်ကိုရီးယားမှာနေထိုင်တဲ့လူတွေကကြီးမြတ်တဲ့ခေါင်းဆောင်ကြီးကင်ဂျုံအန်ရဲ့ခေါင်းဆောင်မှုအောက်မှာရှိနေတာကြောင့်မို့လို့ကမ္ဘာအပြောအဆုံးကံအကောင်းဆုံးသောလူတွေဖြစ်တယ်လို့ပုံစံသွင်းပါတယ်။ဒီဝါဒမိုင်းကလူတွေကို brainwash လုပ်ဖို့အတွက်သုံးပါတယ်။ဒါမှပြည်သူတွေကိုထိန်းချုပ်ဖို့ပုံမှုလွယ်ကူစေတာပါ။ဒါပေမဲ့ဘလောက်ပဲအားကောင်းပြီးကြောက်စရာကောင်းတဲ့အာဏာရှင်စနစ်ဖြစ်ပါစေဒါကအမြဲတမ်းဒီလိုဖြစ်နေမှာမဟုတ်ပါဘူး။မြောက်ကိုရီးယားမှာလည်းကင်ဂျုံအန်အာဏာအားနဲ့လာနေတာကိုပြသနေတဲ့အခြေအနေတွေရှိလာပါတယ်။အကြီးမားဆုံးသောညွှန်ပြချက်ကတော့အမျိုးသမီးကဦးဆောင်တဲ့ဒီဂျမဒန်မောင်ကိုဈေးလေးတွေကပေါ်ထွန်းလာခြင်းပါပဲ။ဂျူယန်က2010မှာမြောက်ကိုရီးယားကနေထွက်ပြေးခဲ့သူဖြစ်ပြီးတော့သူရဲ့ပြောပြချက်အရအစမှာအစိုးရကဒီဈေးတွေကိုပိတ်သိမ်းဖို့ဆောင်ရွက်ခဲ့တဲ့ကြောင်းပြောခဲ့ပါတယ်။အဲ့ဒီအချိန်ကအစိုးရကအရာရာကိုလိုက်ပြီးတော့မှခြေပိတ်သိမ်းယူလေးရှိပါတယ်။ဒါပေမဲ့အချိန်နဲ့မျှဒီဈေးတွေကအလွန်လျင်မြန်စွာကိုမှကြီးထွားလာခဲ့ပြီးတော့
လူတွေရဲ့ဘဝရဲ့အဓိကစိတ်ပိုင်းဖြစ်လာခဲ့တာကြောင့်မြောက်ကိုရီးယားလူမျိုးတွေအားလုံးဒီပါကဒီမှာပဲကုန်သွယ်လာကြပါတယ်ဒါကိုပြင်းထန်ပါတယ်ဆိုတဲ့မြောက်ကိုရီးယားအစိုးရကတော့မတားနိုင်ခဲ့တာကြောင့်သူတို့ကိုအားနည်းသလိုခံစားရစီပါတယ်ဒါကြောင့်2009ခုနှစ်မှာကြီးမားတဲ့ငွေကြေးပြန်လည်တန်ဖိုးသတ်မှတ်မှုကြီးတစ်ခုကိုပြုလုပ်ခဲ့ပါတယ်သူတို့ကဒီလိုနည်းနဲ့လူတွေရဲ့ပုဂ္ဂလိကပိုင်ဆိုင်မှုတွေကိုသိမ်းယူဖို့နဲ့သူတို့ရဲ့ထိန်းချုပ်မှုကိုအားကောင်းစေဖို့ကြိုးစားခဲ့ပါတယ်ဒါပေမဲ့ဒါကမှားယွင်းတဲ့ရွေးချယ်မှုသာဖြစ်ကြောင်းအပြေပေါ်လာခဲ့ပါတယ်မြောက်ကိုရီးယားလိုနိုင်ငံတစ်ခုမှာတော့လူတွေရဲ့ဒေါသကအလွန်ပြင်းထန်လာခဲ့တာကြောင့်အစိုးရကပြန်တောင်းပန်ဖို့နဲ့အကျိုးတော်ခြေလက်တွေပြန်ဆိုးဖို့လိုအပ်လာခဲ့ပါတယ်ဒီလိုဖြစ်လာရခြင်းရဲ့ရိုးရှင်းတဲ့အကြောင်းရင်းကတော့ညီညွတ်မှုပါအစိုးရကဒီကိစ္စမှာလူတွေကိုခွဲခြားလို့မရခဲ့ပါဘူးသူတို့ကိုတူဦးနဲ့တူစောင့်ကြည့်စေဖို့မလုပ်နိုင်ခဲ့ပါဘူးဒါကြောင့်လည်းသူတို့ကကြာရှုံးခဲ့ရပါတယ်ဒီဈေးတွေကနေမှတစ်ဆင့်လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာနိုင်ငံခြားမီဒီယာတွေနဲ့နိုင်ငံခြားရုပ်ရှင်တွေလွှမ်းမိုးမှုကလူတွေကြားမှာအလွန်မင်းကိုပြင်းထန်လာခဲ့ပါတယ်အစိုးရကလူတွေကိုလက်စားဖို့အသုံးပြုခဲ့တဲ့မမှန်ကန်တဲ့ဝါဒမိုင်းတွေကနိုင်ငံခြားမီဒီယာတွေနဲ့ထိတွေ့မှုကြောင့်ဖန်ခွက်လူကွဲအပ်သွားခဲ့ပါတယ်သူက2010ခုနှစ်မှာမြောက်ကိုရီးယားကနေထွက်ပြေးခဲ့တဲ့ဂျိုးယန်မှာတောင်ကိုရီးယားဒရမာတွေကသူမကိုဝါဒမိုင်းတွေကိုမြင်နိုင်စေခဲ့တယ်ဒီရုပ်ရှင်တွေကနေသူမကရှိတယ်လို့ကိုမထင်ထားတဲ့မမြင်ဘူးခဲ့တဲ့ကမ္ဘာတစ်ခုကိုတွေ့မြင်ခဲ့ရပါတယ် USB stick ကိုအသုံးပြုခြင်းကဒါတွေကိုကြည့်ဖို့ပုံမှုလွယ်ကူလာခဲ့တယ်ဒီနေရာမှာစိတ်ဝင်စားဖို့ကောင်းတဲ့အချက်တစ်ချက်ရှိပါတယ်မြောက်ကိုရီးယားကနေထွက်ပြေးခဲ့သူ87ရာခိုင်နှုန်းက USB ကိုအသုံးပြုပြီးရှိခဲ့ကြသူတွေဖြစ်ပြီးတော့ USB ရှိတဲ့သူ68ရာခိုင်နှုန်းကသူတို့ရဲ့အစိုးရကိုစန့်ကျင်တဲ့တရားမဝင်မီဒီယာတွေကိုတင်ဆောင်ပေးခဲ့ကြပါတယ်ဒီလိုနဲ့လူများစုကတပိတ်ပိအပြင်ကမ္ဘာရဲ့မုန်းတရားတွေကိုရှာဖွေတွေ့ရှိခဲ့ကြပါတယ်မြောက်ကိုရီးယားလူမျိုးတွေကဒီတရားမဝင်လှုပ်ဆောင်မှုတွေကိုဒီဈေးတွေမှာသူတို့ကဆောင်ရွက်ခဲ့တာကြောင့်မို့လို့ဒါကလူတွေကြားယုံကြည်မှုတည်ဆောက်ဖို့ဒီလန်တွေဖြစ်လာခဲ့ပါတယ်အစိုးရရဲ့စောင့်ကြည့်စနစ်မိသားစုဝင်တွေအကြားတန်တရားနဲ့မယုံကြည်မှုတွေကိုဖန်တီးထားတဲ့စနစ်ကဒီလိုအခြေအနေတွေကြောင့်ကြာရှုံးနေပါပြီ2013ခုနှစ်မှာမြောက်ကိုရီးယားကနေထွက်ပြေးခဲ့သူရှီမွန်ဟာကသူဟာသူ့ရဲ့တငယ်ချင်းတွေနဲ့သူနိုင်ငံခြားရုပ်ရှင်တွေကိုကြည့်ရှုခဲ့ရကြောင်းပြောကြားခဲ့ပါတယ်ဒီလိုမျိုးတင်ရဲ့တငယ်ချင်းတွေကဒီနိုင်ငံခြားရုပ်ရှင်တွေကိုတင်တဲ့သူကြည့်ရှုနေတာကြောင့်ဒီလူကိုတင်ယုံကြည်နိုင်တာကိုတင်မှသိပါတယ်ဒီလိုနဲ့ဒီယုံကြည်မှုကလူတွေကြားထဲမှာညီညွတ်ခြင်းမျိုးစေ့တွေကိုချပေးနေပါတယ်ကင်ဂျုံအန်ရဲ့အာနာအားနဲ့လာစေတဲ့နောက်ဆုံးအကြောင်းရင်းကတော့အချစ်ပြတ်ချစားမှုဖြစ်ပါတယ်ဒီဗီဒီယိုရဲ့အစမှာကျွန်တော်တို့ပြောခဲ့သလိုပဲမိသားစုတွေကသူတို့ရဲ့ကလေးတွေတင့်တော်တဲ့ပညာရရှိစေဖို့ဆရာတွေကိုလက်ထိုးရပါတယ်ဒီလိုနဲ့ပဲလက်ပေးခြင်းကမြောက်ကိုရီးယားမှာနေထိုင်မှုပုံစံတစ်ခုဖြစ်လာခဲ့ပါတယ်အစိုးရဝန်ထမ်းတွေကလည်းသူတို့ရဲ့ဝင်ငွေအတွက်ဒီအပေါ်မှာမိခိုနေကြရပါတယ်ဒါကဘယ်လိုဖြစ်လာတယ်လဲဆိုတော့လူတွေကအစိုးရရဲ့တင်းကျပ်တဲ့အာဏာရှင်စည်းမျဉ်းတွေကိုမကြောက်တော့ပါဘူး။ဘာကြောင့်လဲဆိုတော့ဘာတွေပဲဖြစ်လာပါစေငွေနဲ့အရာကိုဖြည့်ရှင်းနိုင်တယ်လို့မြင်လာတာကြောင့်ပါ။ဒီအချက်တွေကလက်ရှိအစောပိုင်းကာလတွေမှုအသီးကိုမမြင်ရသေးပေမဲ့လာမယ့်နှစ်ပေါင်း10-20အတွင်းလောက်မှာမြောက်ကိုရီးယားကနေဒါတွေနဲ့ပတ်သက်တဲ့ကောင်းသောသတင်းတွေကြားဖို့ကိုကျွန်တော်တို့မျှော်လင့်ပါတယ်။ဘယ်လိုအာဏာရှင်စနစ်ဘယ်လိုအာဏာရှင်မဆိုသူတို့ရဲ့ပျက်စီးကြောင်းကိုသူတို့ကိုယ်တိုင်ပဲချမှတ်တာပါ။ဒီဗီဒီယိုကလွတ်လပ်မှုရဲ့အရေးကြီးပုံကိုကျွန်တော်တို့ကိုသင်ကြားပေးပါတယ်။ဘယ်လိုနိုင်ငံရေးသမားသို့မဟုတ်နိုင်ငံရေးပါတီအတွက်နဲ့သူတို့ရဲ့နိုင်ငံသားတွေကိုဘယ်တော့အခါမှမဆန့်ကျင်ပါနဲ့ဘယ်နိုင်ငံသို့မဟုတ်ဘယ်လူမှုအတိုင်းဝိုင်းမှာမဆိုလူတွေရဲ့ညီညွတ်မှုကအရေးကြီးဆုံးပါနောက်သင်ခန်းစာကတော့သင်ရဲ့ဘဝကိုဘယ်အစိုးရဘယ်အာဏာပိုင်ရဲ့လက်ထဲကိုမှမထည့်လိုက်ပါနဲ့သင်ရဲ့အဝတ်စားသင်ရဲ့အစားအစာသင်ရဲ့စပင်းပုံစံသင်ကြားတဲ့ရုပ်ရှင်ဒါတွေကသင်ရဲ့ကိုယ်ပိုင်ရွေးချယ်မှုတွေသာဖြစ်တယ်ပါလေဘယ်အစိုးရအာဏာပိုင်ကမှသင်လုံနိုင်တယ်မလုံနိုင်ဘူးဆိုတာကိုညွှန်ကြားလာတဲ့အထိအာဏာမရှိပါစေနဲ့ဒီနေ့ဗီဒီယိုကဒီလောက်ပါပဲမိတ်ဆွေတို့အတွက်ဒီဗီဒီယိုကအကျိုးရှိဖို့မျှော်လင့်ပါတယ်တကယ်လို့ဒီဗီဒီယိုကမိတ်ဆွေတို့အတွက်အကျိုးရှိမယ်ဆိုရင်ကျွန်တော်တို့ရဲ့ The Well Power မြန်မာ channel ကို like and subscribe လုပ်ထားဖို့အကြံပေးပါရစေကျွန်တော်တို့ရဲ့ Facebook page ကိုလည်း like and follow လုပ်ထားပြီးတော့ကျွန်တော်တို့ရဲ့ community မှာတစ်စိတ်တစ်ပိုင်းအနေနဲ့ပါဝင်လို့ရပြီဆိုတာကိုသတင်းပါပါရခင်ဗျအစောထိကြည့်ရှုပေးတဲ့အတွက်ကျေးဇူးများတင်ပါတယ်